ကျွန်တော်ကကျေးဇူးလူသက်သမားတစ်ယောက်ပါဒီလောကကနေအနားယူခဲ့တာနှစ်တော်တော်ကြာခဲ့ပါပြီကျွန်တော်ဇနီးလောင်လေးအတွက်မင်္ဂလာလက်စွပ်တကွင်းဝယ်ပေးနိုင်ဖို့အနားယူထားရကနေနောက်ဆုံးအလုပ်တစ်ခုကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီညကငဆိုတဲ့အခရာနဲ့စတဲ့ခိုင်းတစ်ယောက်စီကနေအလုပ်တစ်ခုဝင်လာခဲ့တယ်ဒါပေမဲ့ဖိုင်ကိုဖွင့်လိုက်တာနဲ့ကျွန်တော်ကြောပြင်တစ်ခုလုံးချွေးသီးချွေးပေါက်တွေကျလာပါတော့တယ်ဘာလို့လဲဆိုတော့ဓာတ်ပုံတွေကလူကအခြားသူမဟုတ်ပဲကျွန်တော်ကိုယ်တိုင်ဖြစ်နေလို့ပါပဲလုံးဝမှားယွင်းနိုင်စရာအကြောင်းမရှိပါဘူးအဲ့ဒီအချိန်မှာပဲဟိုဘက်ကနေလူတိုင်းကရှင်ကအတော်ဆုံးကျေးဇူးလူသက်သမားလို့ပြောကြတယ်မလားလူတယောက်ကိုတတ်ဖို့ဒီလောက်တောင်အချိန်ယူစဉ်းစားနေရလားဆိုပြီးလှမ်းပြောလာတယ်။ကွန်ပျူတာစခရင်ကထွက်နေတဲ့အလင်းရောင်ဟာသွေးဆုပ်ဖြူရောနေတဲ့ကျွန်တော်မျက်နှာကိုဟပ်နေပါတယ်။ကွန်ပျူတာကိုစိုက်ကြည့်ရင်အတော်ကြာကြာအထိစိတ်ကိုတည်ငြိမ်အောင်မလုပ်နိုင်ခဲ့ပါဘူး။ပြီးတော့ကီးဘုတ်ပေါ်မှာစာတစ်ကြောင်းရိုက်ထည့်လိုက်တဲ့မှတ်တမ်း။သူ့ကိုဘယ်လိုမျိုးသိစေချင်ပါသလဲ။ဟိုဘက်ကချက်ချင်းဆိုသလိုပြန်စာဝင်လာတယ်ဘလို့ပဲဖြစ်ပါကျမစီချီယာခံမရရင်ရပြီပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အင်္ဂါစိတ်ပိုင်းတွေကတော့အကောင့်ဘက်ကတည်းအတိုင်းရှိနေရမယ်တဲ့ပြီးတာနဲ့နိုင်ငံခြားဘဏ်ကနေဒေါ်လာ9သိန်းလွှဲလိုက်တဲ့ပြည်ပိုင်းပေါ်လာတဲ့ client ရဲ့အချက်လက်တွေကိုအတည်ပြုလို့မရပေမဲ့ဓာတ်ပုံတွေကပြုံးရွှင်နေတဲ့ကျွန်တော်ပုံကိုစိုက်ကြည့်ရင်ကိုလှောင်ပြောင်တဲ့လေတံနဲ့ဒီလူနဲ့ခမားဘာပတ်သက်လဲလို့မေးလိုက်တယ်client ကလုံးဝ professional မဆန်စွာပဲချက်ချင်းဝန်ခံလာတယ်။သူကကျမရဲ့အမျိုးသားလောင်းပါတယ်ကျွန်တော်ဒေါသကိုမျိုးသိပ်ထားပြီးလူတက်ရတဲ့အကြောင်းရင်းကိုမေးကြည့်တော့သူကချက်ချင်းကာကွယ်ပြောဆိုလာတယ်။အဲ့ဒါကလူတက်တာနဲ့ဘာဆိုင်လို့လဲတဲ့။ကျွန်တော်စိုးရန်စနေရဲ့အကြောင်းကိုကောင်းကောင်းသိပါတယ်။သူကပုံမှန်ဆိုချက်တကောင်ကိုတောင်မတက်ရဲတဲ့သူပါ။ဒီလောကရဲ့စီးမြင်တွေကိုလည်းသူဘာမှမသိဘူး။ဒါကြောင့်ခမားလွတ်မြောက်နိုင်ဖို့အတွက်အကူအညီဖြစ်အောင်သူ့ရဲ့ကိုယ်ရေးကိုယ်တာအဆက်အသွယ်တွေကိုကျွန်တော်သိဖို့လိုတယ်ဆိုပြီးချက်ချင်းစင်ကြေပေးလိုက်ရတယ်။ဒါပေမဲ့ကျွန်တော်စင်ချေကိုသူလက်မခံပါဘူးရှင့်အလုပ်ကိုသာရှင်လုပ်ပါဆိုပြီးစာတိုလေးချန်ကချက်ချင်းကဖုန်းသွားပါတော့တယ်သူမရဲ့ profile ကိုပုံလေးမိကိုရောင်ပြောင်းသွားတာကိုကြည့်ရင်ကျွန်တော်ရင်ဝကိုဓာတ်နဲ့အထိုးခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်ကသူမအတွက်ဆိုပြီးကျွန်တော်အဖွဲ့အစည်းရဲ့ဆန္ဒကိုစန့်ကျင်ကဘာမှမတွေးပဲဒီအလုပ်ကနေထွက်ခဲ့တာပါမနေ့ညကတောင်သူမကကျွန်တော်ရင်ခွင်ထဲမှာလဲနေရင်အနာဂတ်မှာကလေးနာမည်ဘယ်လိုပေးကြမလဲဆိုတာတွေကိုချွဲနှွဲ့ပြီးမေးနေခဲ့သေးတာကျွန်တော်အတွက်အမွှာလေးတွေမွေးပေးခြင်းနဲ့နေတိုင်းဟင်းတွေချက်ပြီးကျွန်တော်အိမ်ပြန်လာမယ့်အချိန်ကိုစောင့်နေမယ်ဆိုတဲ့အဲ့ဒီချုံငိမ့်တဲ့စကားလေးကဒီကကျွန်တော်နားထဲမှာကြားရောက်နေစေပါဒါပေမဲ့ဘဏ်အကောင့်ထဲကိုဝင်လာတဲ့ဒေါ်လာ9သိန်းကတော့ကျွန်တော်ကိုရေခဲရေတပုံးနဲ့အပတ်ခံလိုက်ရတယ်လို့လန်နိုးသွားစေတယ်သူမကအလုပ်တင်ဝန်ထမ်းလေးတစ်ယောက်ပါအဲ့ဒီလောက်ပတ်စံများကြီးဘယ်ကနေရနိုင်မှာလဲကျွန်တော်တို့ငားနေတဲ့တိုက်ခန်းစီခိုးပြန်လာတော့မိုးတောင်လေးနေပါပြီစိုးရန်ကအမြဲတမ်းလိုပဲအိတ်နေရင်းနဲ့ကျွန်တော်ကိုအနောက်ကနေလှမ်းဖက်လိုက်တယ်ဘာလို့ဒီလောက်စောစောထတာလဲကျွန်တော်သူမကိုခန်းစားချက်မဲ့စွာစိုက်ကြည့်နေမိတယ်နေတိုင်းကျွန်တော်အတွင်းခံတွေကိုရှုပ်ဖို့ပေးပြီးအိမ်ကြီးချင်းတွေကဇနီးကောင်းလေးပါလို့ချီးကျူးခံရတဲ့ဒီမိန်းမဟာတကယ်ပဲကျွန်တော်ကိုတတ်ဖို့ပတ်စံပေးခဲ့တဲ့ client ဖြစ်နေနိုင်ပါမလားယောက်ျားမင်္ဂလာမဆောင်ခင်စစ်စစ်ဖို့ဒေါက်တာချန်စီဘုတ်ကင်လုပ်ထားတဲ့တော့သွားဖို့မမေ့နဲ့ဦးနေလေကြရင်မိမအစည်းအဝေးရှိလို့စိုးရန်ကရုတ်တရက်ထထိုင်လိုက်တယ်သူမရဲ့တုတ်ပြန်မှုကအံ့ဩစရာကောင်းလောက်အောင်ပြင်းထန်နေတယ်မိမကတကယ်မြင်မင်္ဂလာဆောင်ခြင်းနေပြီးမို့လို့ပါစိတ်မဆိုးနဲ့တော့ဟုတ်လားတယောက်ကရက်နဲ့စိုးရိမ်နေတဲ့သူမမျက်နှာကိုကြည့်ပြီးကျွန်တော်လည်းဟန်ဆောင်လိုက်ရောပေးလိုက်တယ်အင်းပါကိုခဏနေသွားလိုက်ပါမယ်သူမကစိတ်လှုပ်ရှားစွာနဲ့ကျွန်တော်ကိုနမ်းလိုက်ပြီးဒေါက်တာချန်စီတေချာပေါက်သွားရမယ်နော်တီလာလို့ထပ်ပါတယ်ကျွန်တော်တိုက်ခန်းထဲကထွက်လာတာနဲ့ဒေါက်တာချန်ကချက်ချင်းဖုန်းဆက်လာတယ်လက်ထဲကကြိုတင်ပြင်ဆင်ထားတဲ့ဆေးရမယ်စရင်ကိုကြည့်ရင်ကျွန်တော်ရဲ့တန်တရားတွေကပိုကြီးထွားလာတယ်ကျွန်တော်ဆေးရုံကိုမသွားပဲအောက်ထက်ကကော်ဖီဆိုင်ကိုပဲသွားလိုက်တယ်ကျွန်တော်မျက်နှာချင်းဆိုင်မှာထိုင်နေတာကတော့ဒီလောကမှာကနဝင်တယောက်ဖြစ်တဲ့လျူယန်ပါမင်းကဘာလို့ရုံးဝင်တဲ့တာမန်ဘဝကိုခံယူသွားရတာလဲကျွန်တော်အချိန်ဆွဲပြီးစကားမပြောနေတော့ဘူးဖိုင်ကိုယူပတ်စံရှင်လှည့်ထွက်ပြီးတက္ကစီပေါ်တက်လိုက်တယ်တက္ကစီပေါ်ရောက်မှဖိုင်ကိုဖွင့်ကြည့်လိုက်တယ်စိုးရန်ကအိမ်အောင်ကြနေတာအတော်ကြာနေပါပြီသူတို့လက်ထက်စာချုပ်မှာလက်မှတ်ထိုးခဲ့တဲ့ရက်ကကျွန်တော်တို့စတင်တွေ့ဆုံခဲ့တဲ့ရက်နဲ့ကွက်တိပါပဲပြီးတော့သူမရဲ့ခင်ပွန်းကအချမ်းသာဆုံးသူထေးရဲ့သားရှန်ရန်ကျဲရှင်ရန်ဟီးတဲ့အစကတည်းကဒါဟာဂယုတစိုက်စီစဉ်ထားတဲ့လိမ်လည်မှုကြီးတစ်ခုဖြစ်နေခဲ့တာပဲလက်ထဲကဖိုင်ကနီရဲပူလောင်နေတဲ့တံပြားတစ်ချက်လိုပဲကျွန်တော်လက်ချောင်းထိပ်တွေကိုတုံရင်လာစေတဲ့တက္ကစီရဲ့နောက်ခန်းမှာထိုင်ရင်းကားပြတင်းပေါက်အပြင်ဘက်ကဖြတ်ပြေးသွားတဲ့လမ်းမပေါ်ကမြင်ကွင်းတွေကိုကြည့်နေမိတယ်ကျွန်တော်ခေါင်းထဲမှာလုံးဝကိုဗလာကျင်းသွားပါပြီဖိုင်ထဲကဓာတ်ပုံထဲမှာစိုးရန်ကကြက်တရီရှိပြုံးနေတယ်သူမဘေးမှာရက်နေတဲ့အမျိုးသားကချုံမောပေမဲ့ယောဂသေးလိုဖြူရော်နေတယ်သူကရှန်ဂရုရဲ့တူးရဲသောအမွေဆက်ခံသူရှန်ရန်ကျဲပါလက်ထက်စာချုပ်ပါရက်ဆွဲကလမ်းပေါ်မှာစိုးရန်ပြဿနာတက်နေတာကိုကျွန်တော်ဝင်ကယ်ခဲ့တဲ့ရက်နဲ့ကွက်တီပဲအဲ့ဒီတွေ့ဆုံမှုကကံကြမ္မာမဟုတ်ပဲမူဆိုတယောက်ထောင်ထားတဲ့ထောင်ချောက်တစ်ခုဖြစ်နေခဲ့တယ်အရင်ကနာမည်ကြီးလူမိုက်ကြီးတွေကိုတောင်တုံ့လောက်သွားစေခဲ့တဲ့ထိတ်တန်းကြီးစားလူသက်သမားကျွန်တော်ကအခုတော့ကောင်းတကောင်ရဲ့ကိုပိုင်အသက်ရှင်လျက်အင်္ဂါစိတ်ပိုင်းလှူရမဲ့ဘန် organ bank အဖြစ်ပြောင်းလဲသွားခဲ့ပြီလေ
တက်ဆီကအဲ့ဒီပုဂ္ဂလိကဆေးရုံရှိမှာရက်သွားတဲ့နေရာကတော်တော်လေးခေါင်တဲ့နေရန်တွေကအယမ်းမြင့်ပြီးအပေါ်မှာလျှက်စစ်ချန်စီယိုးတွေကာထားတယ်ကျွန်တော်ကားပေါ်ကဆင်းမှုအလောတကြီးမလုပ်ဘူးကြေးစားလူသက်သမားတယောက်ရဲ့အလိုလိုတိစိတ်ကကျွန်တော်ကိုတတိပေးနေတယ်ဒီနေ့စွန်းရံသွားခိုင်းတယ်လို့မျိုးဒေါက်တာချန်ကိုတွေ့ဖို့ဝင်သွားလိုက်ရင်ကျွန်တော်ဘယ်တော့မှပြန်ထွက်လာနိုင်တော့မှာမဟုတ်ဘူး secret တလိပ်ကိုမီးညှိပြီးခက်ပြင်းပြင်းရှိုက်ဖွာလိုက်တယ်အကိုကြီးဒီဆေးရုံကဘလို့မျိုးလဲလို့ပေါ့ပေါ့ပပပဲမေးလိုက်တယ်ကားဆရာကကျွန်တော်ပေးတဲ့ရွမ်း200ကိုယူလိုက်ပြီးညီလေးမင်းပုံစံကြည့်ရတာရိုးသားမဲ့ပုံပါပဲအကိုအကြံပေးမဲ့ဆေးကုချင်ရင်မြို့ထဲကဆေးရုံကိုပဲသွားပါဒီနေရာကချိန်စာတင်နေတဲ့နေရာကွဲတဲ့ကျွန်တော်ခေါင်းညိတ်လိုက်ပြီးကားတကားဖွင့်ကဆင်းလိုက်တယ်ကျွန်တော်ပင်မဝင်ပေါက်ကနေမဝင်ပါဘူးအဲ့ဒါကတေတွင်းနဲ့ကိုဘာသာသွားတိုးတာနဲ့အတူတူပဲနောက်ဖက်နေရန်စီခိုးဝင်သွားပြီးလုံခြုံရေးကင်မရာတွေမမြင်နိုင်တဲ့ထောက်ွယ်တွေကနေရှောင်ရှားကတက်တက်ရက်ရက်ခုံကျော်ဝင်လိုက်တယ်အနားယူထားတာနှစ်ရှိပြီဆိုပေမဲ့ဒီအခြေခံစွမ်းရည်တွေကတော့ရှိနေသေးပါမြေပြင်ကိုအတန်မထွက်ပဲကျဆင်းသွားပြီးပင်မအဆောက်အုံတွေကိုအမြန်ခိုးဝင်သွားတယ်ဆေးရုံထဲမှာခြောက်ချားစရာကောင်းလောက်အောင်တိတ်ဆိတ်နေတယ်လျိုရန်ပေးလိုက်တဲ့အချက်လက်တွေအရဒေါက်တာချန်ရဲ့ရုံးခန်းကိုရှာတွေ့သွားတယ်မစ္စရှန်ခွဲစိတ်မှုအစီအစဉ်အားလုံးအဆင်သင့်ဖြစ်ပါပြီသူဒီနေ့ဆေးလာစစ်တာနဲ့ကျွန်တော်မေးဆေးပေးပြီးမြေအောက်ခန်းဒါမှမဟုတ်ခွဲစိတ်ခန်းစီတိုက်ရိုက်ခေါ်သွားလို့ရပြီးတခင်လေးရှန်ရန်ကျဲကတိတ်မခံနိုင်တော့ဘူးကျွန်တော်တို့နှလုံးအစားထိုးခွဲစိတ်မှုကိုအမြန်ဆုံးလုပ်ရမယ်သူတခုခုရိပ်မိနေလားဟင်းဒီအတန်ကအရင်လိုနူးညံ့နေစေဖြစ်ပေမဲ့ကျွန်တော်ကိုရေခဲရေကန်နဲ့ကျသွားသလိုခံစားလိုက်ရစေတယ်မင်းညကမှအဲ့ဒီအတန်လေးကကျွန်တော်နာနာကပ်ပြီးအမွှာလေးတွေမွေးချင်တဲ့တစ်သက်လုံးကျွန်တော်အတွက်ဟင်းချက်ကျွေးမယ်လို့တိုးတိုးလေးပြောနေခဲ့တာလေမထင်ပါဘူးသူဘလောက်တောင်ဆင်းရဲပြီးတနာစရာကောင်းလဲကြည့်လေလက်စွပ်ဝယ်ဖို့ပတ်စံစုဖို့တောင်အပြင်လုပ်တွေလုပ်နေရတာသူလိုရိုးတဲ့ကောင်မျိုးကိုထိန်းချုပ်ရတာလွယ်ပါတယ်မှတ်ထားနော်သူ့ရဲ့အင်္ဂါစိတ်ပိုင်းတွေအကောင်းအတိုင်းရှိနေရမယ်အထူးသဖြင့်အဲ့ဒီနှလုံးပဲရှန်ရန်ကျဲကတိတ်ဆောက်နိုင်တော့မှမဟုတ်ဘူးခြေတံတွေကြားလိုက်ရတယ်အနီးနားကပစ္စည်းထားတဲ့အခန်းထဲကိုကျွန်တော်တိုးဝင်ပုံအောင်လိုက်တယ်တကားပွင့်လာပြီးစွန်းရန်ကဒေါက်တာဖက်နှက်တန်တစ်ခေါက်ခေါက်နဲ့ထွက်လာတယ်ရန်ကျက်နည်းနည်းလောက်ထပ်တောင့်ခံထားပါဦးအလူရှင်ကရောက်နေပြီးခွဲစိတ်မှုအောင်မြင်နိုင်ခြေအများများတယ်လို့ဆရာဝန်ကပြောတယ်အလူရှင်သူမကျွန်တော်ကိုတတ်မှတ်ထားတဲ့နာမည်ပါပဲသူမအဝေးကိုရောက်သွားတော့မှကျွန်တော်အခန်းထဲကနေထွက်လာခဲ့တယ်ကျွန်တော်မျက်လုံးထဲမှာဘာနှွေးထွေးမှုမှမရှိတော့ဘူးလူသက်သမားတယောက်ရှိတဲ့အေးဆက်မှုတွေပဲကြံပါတော့တယ်ဒေါက်တာချန်ရဲ့တကားကိုတွန်းဖွင့်လိုက်တယ်ဒေါက်တာချန်ကကျွန်တော်ကိုကြောပေးပြီးခွဲစိတ်ဓာတ်တွေကိုစီစဉ်နေတယ်စွန်းရံကတိတ်ဝေးကြီးမရောက်သေးဘူးလေဘာတွေလောနေတာလဲကျွန်တော်စကားတခုမှမပြောပဲအနောက်ကတကားကိုပိတ်ပြီးတော့ခတ်လိုက်တယ်တခုခုမှားယွင်းနေမှန်းရိပ်မိသွားတဲ့ဒေါက်တာချန်ကကျွန်တော်ကိုမြင်မြင်ချင်းရုတ်တရက်လှည့်ကြည့်လာတယ်သူ့မျက်နှာပေါ်ကအမူအရာကနားမလည်နိုင်မှုကနေထိတ်လန့်ကြောက်ရွံ့မှုအဖြစ်ချက်ချင်းပြောင်းလဲသွားတယ်မင်းဘာလို့ဒီရောက်နေတာလဲမင်းကပင်မဝင်ပေါက်ကနေဝင်လာရမှာလေဒေါက်တာချန်ခမ ्या ကကျွန်တော်နှလုံးကိုအစားထိုးခြင်းနေတယ်လို့ကြားတယ်မလုံနဲ့မိုက်မဲတာတွေမလုံနဲ့နော်မင်းကစွန်းရံရဲ့အမျိုးသားလောင်းလေးငါကမင်းကိုစစ်ပေးဖို့ပဲဒီမှာရှိနေတာပါစစ်ဖို့ကမေးဆေးလိုလားစစ်ဖို့ကမြေအောက်ခွဲစိတ်ခန်းကိုခေါ်သွားဖို့လိုလားခမ ्या ကို3မိနစ်အချိန်ပေးမယ်ရှန်ရန်ကျဲနဲ့စွန်းရံတို့နဲ့ပတ်သက်တဲ့ဆေးမှတ်တမ်းအားလုံးကိုအခုချက်ချင်း export ထုတ်ပြီး10စက္ကန့်နောက်ကျတာနဲ့ခမ ्या လက်ပင်ကိုလှီးပစ်မယ်9မိနစ်အကြာမှာတော့ကိုက်ညီမှုအစီရင်ခံစာအပါဝင်ကျွန်တော်လိုချင်တာအားလုံးရသွားတယ်ရှန်ရန်ကျက်မှာရှားပါမွေးရပါနှလုံးအားနည်းရောဂါရှိတယ်စွန်းရံကရှန်ရန်ကျက်ရဲ့တရားဝင်ဇနီးရှန်ရန်ကျက်ရဲ့သွေးမျိုးစားကအလွန်ရှားပါပြီးတစ်ကမ္ဘာလုံးမှာသူ့ရဲ့အလူရှင်လိုအပ်ချက်အညွန့်ကိန်းအားလုံးနဲ့ကိုက်ညီတဲ့တူးရဲသောသူကကျွန်တော်ဖြစ်နေတယ်ပိုပြီးရေးစရာကောင်းတာကလွန်ခဲ့တဲ့နှစ်ကစွန်းရံကိုကျွန်တော်ကယ်ခဲ့တဲ့ရင်တိုက်မှုကလည်းလူလုထားတဲ့ဇလန်းဆိုတာကိုရိုရန်စုံစမ်းသိရှိခဲ့ရတဲ့စွန်းရံကကျွန်တော်ကို3နှစ်တိတိရှာဖွေနေခဲ့တာသူမကကျွန်တော်နှလုံးအတွက်နဲ့ပဲကျွန်တော်ကိုပြစ်မှတ်ထားခဲ့ပြီးဒီနှစ်တာဟန်ဆောင်ဇလန်းကြီးကိုကပြခဲ့တာကျွန်တော်အနားယူရာကနေပြန်ထွက်လာပြီးလက်ခံခဲ့တဲ့ကိုပြန်တက်ရမယ့်အဲ့ဒီအလုပ်ကတော့ကျွန်တော်အတွက်သူမရဲ့နောက်ဆုံးတွန်းအားပေးမှုနဲ့စမ်းသပ်မှုတစ်ခုသာဖြစ်ခဲ့တယ်ကျွန်တော်တကယ်ပဲငွေပြတ်နေပြီလားဆိုတာသူမသိကျင်ခဲ့တယ်ကျွန်တော်လုံးဝတာမန်လူတစ်ယောက်ဖြစ်ပြောင်းလဲသွားပြီလားဆိုတာကိုသိကျင်ခဲ့တာYof 12ကိုတိမ့်လိုက်ပြီးဒေါက်တာချန်ရဲ့နောက်စေ့ကိုအပြင်းပြင်းနဲ့ရိုက်ချလိုက်တယ်ပြီးတော့ကျွန်တော်အကြည့်ကိုချွတ်သူ့ရဲ့ဂျူတီကုတ်ဖြူကိုဝိနှာခေါင်းစည်းနဲ့မျက်မှန်ကိုတက်လိုက်တယ်အခုမှကစားပွဲစစ်ကစားတော့မှရုံးခန်းထဲကအထွက်ဖုန်းကရုတ်တရက်တုန်ခါသွားတယ်ရိုရန်စီက message ပါကျွန်တော်လောင်ပြုံးလိုက်ပြီးဆေးရုံစင်ကြံမှာရက်ကစပြန်လိုက်တယ်ဟိုဘက်ကချက်ချင်းပြန်စာဝင်လာတယ်
ဒီနေ့မွန်းလွဲ2 နာရီမှာသူရှန်ဂရူရဲ့ပုဂ္ဂလိကကလပ်မှာရောက်နေလိမ့်မယ် message ကိုကြည့်ရင်ကျွန်တော်ခေါင်းထဲအကြံတစ်ခုရလာတယ်စွန်းရန်ကကစားချင်နေမှာတော့သူမနဲ့အတူအကြီးကြီးကစားပေးရတာပေါ့ရှန်ရန်ကျက်အခုဘယ်မှာလဲစုံစမ်းပေးပြီးတော့ကုန်ပစ္စည်းတတုပ်လိုတယ်စီမင်းဟောင်းတိုင်းပဲမင်းယူနေလားရှမ်မီသားစုကမင်းကိုအပြည့်အဝစောင့်ကြည့်နေပြီလေအဲ့ဒီစွန်းရန်ကတာမန်မိမမဟုတ်ဘူးသူမအနောက်မှာရှန်ဂရူရဲ့လုံခြုံရေးစနစ်ကြီးတစ်ခုလုံးရှိတယ်သူတို့ဝန်ထမ်းတစ်ဝက်လောက်ကငါတို့အဖွဲ့အစည်းကအငိမ့်စားကြေးစားစစ်သားတွေကြီးပဲကောင်းတာပေါ့ဒါဆိုရင်ငါတို့ရဲ့လုပ်ဖို့ကိုင်ဖက်ဟောင်းတွေကိုသူတို့ရဲ့စွမ်းရည်တွေပြန်သွေးဖို့ကူညီပေးရတာပေါ့တိုက်ခန်းစီပြန်ရောက်တော့စွန်းရအိမ်မပြန်လာသေးပါဘူးနေရာလေးကနှွေးထွေးပြီးတက်တောင့်တက်တာရှိနေသေးပါသူမလျှော်ပေးထားတဲ့ကျွန်တော်အတွင်းခံတွေကဝရန်တာမှာလှမ်းထားတဲ့စပွဲပုံမှာတော့မနက်ကသူမချက်ပေးခဲ့ပြီးလွှင့်ပစ်ဖို့အချိန်မရလိုက်တဲ့စံပြုတ်ဖြူဖြူလေးရှိနေတဲ့အဲ့ဒီဖိုင်သာမရှိခဲ့ရင်ကျွန်တော်ကကဘာပေါ်မှာအပျော်ရွှင်ဆုံးယောက်ျားလို့တကယ်ပဲထင်နေမိမှာကျွန်တော်ကဒီပစ္စည်းတွေအားလုံးကိုမင်္ဂလာဆောင်တဲ့နေ့ကျရင်ပင်လယ်ထဲလွှင့်ပစ်ဖို့စီစဉ်ထားခဲ့တာအခုကြည့်ရတာဒီပစ္စည်းတွေကိုအဲ့ဒီကြီးကျယ်ခမ်းနားတဲ့ပွဲတော်ကြီးစီယူသွားမှရတော့မယ်မွန်းလွဲ2 နာရီရှန်ဂရူရဲ့ပုဂ္ဂလိကကလပ်ဒီနေရာကကျန်းချန်ဂျင်းချင်းမြို့ကနာမည်ကြီးတွေနဲ့ထိပ်တန်းလူဒန်းစားတွေစုဝေးရထိပ်တန်းနေရာတစ်ခုပါဝင်ပေါက်ကလုံခြုံရေးကအလွန်တင်းကျပ်တဲ့လူတိုင်းဇီဝအချက်လက်ဘိုင်းထရက်စစ်ဆေးမှုကိုဖျက်ဆီးရတယ်ဒါပေမဲ့ကျွန်တော်ကလွဲရင်ပေါ့တက်ရက်တဲ့ဝစ်စုံကိုမျက်မှန်ရိုးရိုးလေးတက်ပြီးလက်ထဲမှာတော့အတုလုပ်ထားတဲ့ project အဆိုပြုလွှာကိုကင်ထားတဲ့ရှန်ဂရူအဆောက်အုံတိုးချဲ့ရေးလုပ်ငန်းကိုအကြောင်းပြပြီး project ကြီးကြပ်ရေးမှုအဖြစ်ဟန်ဆောင်ကဝန်ထမ်းကဝင်ပေါက်ကနေခိုးဝင်ခဲ့တယ်ကလပ်ရဲ့တတိယထက်ကရှန်ရန်ကျဲရဲ့တီးတန့်အနားယူရာ area ပါစွန်းရန်တယောက်ရှန်ရန်ကျဲရဲ့လက်မောင်းကိုရင်းရင်းနှီးနှီးချိတ်ပြီးဖျက်လျှောက်သွားတာကိုကျွန်တော်ကြည့်နေခဲ့တယ်ရှန်ရန်ကျဲကတော်တော်လေးအားနည်းနေပုံရတဲ့ခြေလမ်းအနှဲငယ်လျှောက်ပြီးတာနဲ့အမောဖြေဖို့ရက်လိုက်ရတယ်စွန်းရန်ကစိတ်မကောင်းဖြစ်နေတဲ့ပုံစံနဲ့သူ့နှဖူးကချွေးတွေကိုဂယုတစိုက်တုပ်ပေးနေတဲ့အဲ့ဒီမြင်ကွင်းကချစ်ခင်ရတဲ့ဇနီးမောင်နှံလိုပါပဲစိတ်မပူပါနဲ့ရန်ကျဲရဲ့နှလုံးအလူရှင်ကိုရှာတွေ့ထားပြီလေဒီနေ့အဲ့ဒီလူဆေးစစ်ဖို့သွားလိုက်မယ်လို့ဒေါက်တာချန်ပြောတယ်အညွန့်ကိန်းအားလုံးပုံမှန်ဖြစ်နေတဲ့၍နောက်ပတ်ထဲခွဲစိတ်လို့ရပြီညံ့ညံ့လင်းဖန်ဆိုတဲ့လူကမင်းရဲ့အမျိုးသားလောင်းမဟုတ်ဘူးလားမင်းသူနဲ့အတူနေလာတာနှစ်တောင်ရှိပြီလေသူ့ကိုတကယ်ပဲတက်ရက်လို့လားသူမဆက်ပြောလိုက်တဲ့စကားကလူသက်သမားမိစ္ဆာတကောင်ဖြစ်တယ်ကျွန်ုပ်ကိုယ်တောင်ကြောချမ်းသွားစေတယ်ရန်ကျဲ့ရဲ့သူကကရိယာတစ်ခုပါရှင်နဲ့ကိုက်ညီတဲ့နှလုံးတစ်ခုထည့်ထားတဲ့ကွန်တိန်နာခွက်တစ်ခုထက်မပိုပါဘူးသူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံနေဆိုတာအဲ့ဒီနှလုံးကိုတေချာဂယုစိုက်ချင်လို့ပါတင်တောင်းငွေရှာဖို့ဆိုပြီးကြေးစားလူသက်သမားအလုပ်လုပ်ခိုင်းခဲ့တာကသူ့နှလုံးရဲ့ဖိအားခံနိုင်ရည်ကိုစမ်းသပ်ချင်လို့ပါအခုစမ်းသပ်မှုပြီးသွားပြီးသူကအသုံးမဝင်တော့ဘူးအမိုက်တစ်ထုပ်ကိုဘယ်လိုလွတ်ပြရမလဲဆိုတာကိုပြောနေတယ်လို့မျိုးသူမကအယမ်းကိုပေါ့ပေါ့ပါပါပြောထွက်သွားတယ်ကျွန်တော်အရေးထဲမှာပုံနေရင်ခါကဓားမြောင်ကိုလက်ချောင်းတွေနဲ့တင်းကျပ်စွာစုပ်ကင်ထားမိတယ်ဒီနှစ်တာအတွင်းကချိုမြိန်မှုတွေစက္ကန့်တိုင်းကဂယုတစိုက်တွက်ချက်ထားတဲ့စမ်းသပ်မှုကြီးတစ်ခုဖြစ်နေခဲ့တာပဲကျွန်တော်ကဘဝရဲ့အချစ်စစ်နဲ့အတူအိမ်လေးတစ်လုံးတိဆောက်နေတယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းတော့တားတက်ယုံမှာအသက်ခံရဖို့အစီတဝင်းဝင်းဖြစ်အောင်ကျွေးမွေးခံထားရတဲ့ဝက်တကောင်သာဖြစ်နေခဲ့တယ်အဲ့ဒီလိုဆိုရင်လည်းမင်းစီစဉ်တိုင်းဆက်လုပ်လေဘာချေယာမှမချန်ခဲ့နဲ့သူလိုလူမျိုးကြောင့်ရှမ်မီသားစုရဲ့ဂုံတိတ်ခါထိခိုက်တာမျိုးငါမလိုချင်ဘူးကျွန်တော်ချက်ချင်းလက်တုပ်ပြန်ဖို့မလောပါဘူးသူတို့ကိုချက်ချင်းတက်လိုက်တာကတိတ်လွယ်လုံးတဲ့ကောင်းကင်ဘုံကနေငရဲပြည်ကိုကျသွားတဲ့ခံစားချက်တကယ်မျောလင်းချက်မဲ့ခြင်းဆိုတာဘာလဲဆိုတာကိုသူတို့ကိုခံစားစေချင်တယ်ဟင်းအစိုးရန်ကသူမငှားရမ်းခဲ့တဲ့ထိတ်တန်းကြီးစားလူသက်သမားကသူမရဲ့လှုပ်ဝက်ချက်ကိုတီးသွားလိုက်မယ်လို့လုံးဝမျောလင့်မထားခဲ့ဘူးဘလောက်လိုချင်လို့လဲပြီးတော့မစ္စရှန်ကသူမအမျိုးသားလောင်းရဲ့ရင်ဘတ်ကိုသူမလက်နဲ့ဘလို့ခွဲထုတ်မလဲဆိုတာကိုလည်းမြင်ကျင်သေးတယ်ဘာဖြစ်လို့လဲညံ့ညံ့ဘာမှမဖြစ်ပါဘူးအဲ့ဒီကြီးစားကလေပြဿနာနည်းနည်းရှိလို့တဲ့သူဈေးတင်နေတယ်ဒါပေမဲ့သူမမျက်လုံးထဲကရုတ်တရက်ဖြတ်ပြေးသွားတဲ့ရက်စက်မှုအရေးအယောင်ကိုတော့ကျွန်တော်သတိထားမိလိုက်တယ်ကောင်းပြီလေမြို့စုံကစွန့်ပစ်ထားတဲ့ဓာတုဗေဒစက်ယုံဟောင်းကိုလာခဲ့မယ်သဘောတူတယ်အပြင်ဘက်မှာနေအောင်ကြီးတောက်ပနေပေမဲ့ကျွန်တော်အတွက်တော့အရန်ကိုဆူရှလုံးနေတယ်သူမကမင်္ဂလာပွဲစီစဉ်တဲ့ကုမ္ပဏီကိုတော့ငှားထားပြီးမင်္ဂလာပွဲကနောက်လမှာကျွန်တော်နှလုံးကိုချောချောမွေ့မွေ့ရဖို့အတွက်ဘလောက်တောင်အားစိုက်ထုတ်ထားလိုက်တယ်လဲသူမကနောက်ဆုံးမိနစ်အထိဟန်ဆောင်နေတော့မယ်ယောက်ျားမိမပြန်ရောက်ပြီးဒီညယောက်ျားအကြိုက်ဆုံးဝက်နံရိုးချိုချင်ကြော်လုပ်ပေးမယ်နော်ဆိုဖာပေါ်မှာထိုင်ရင်သူမအလုရှုပ်နေတာကိုကြည့်နေပေမဲ့ကျွန်တော်ရင်ထဲမှာဘာခံစားချက်မှမရှိတော့ဘူးယောက်ျားဘာလို့ဆေးသွားမစစ်တာလဲ
ဒေါက်တာချန်ကဖုန်းဆက်ပြီးယောက်ျားကိုတနေကုန်စောင့်နေတာတဲ့ယောက်ျားအချိန်ရွှေ့လိုက်တာလားကိုအလုပ်ကိစ္စလေးတွေရှင်းစရာရှိလို့နောက်ကျသွားတာရပါတယ်မနှက်ဖြန်သွားလဲအတူတူပါပဲအင်းပါဒီနေ့မိုးလွဲပိုင်းကအလုပ်ကြီးတစ်ခုအောင်မြင်သွားလို့ကုမ္ပဏီသူထေးကစုချတဲ့အနေနဲ့မြို့စုံကဗီလာတစ်လုံးပေးထားတယ်ဒီညအဲ့ဒီမှာကျဲသွားကြည့်ရအောင်ဟုတ်လားအရင်ကကျွန်တော်နှစ်မွန်းခဲ့ရတဲ့အဲ့ဒီမျက်လုံးတွေကအခုတော့ဘာနှွေးထွေးမှုမှမရှိတဲ့ဖန်ပတီလုံးနှလုံးလိုဖြစ်နေပြီကောင်းပြီလေကို့မှာလည်းမင်းအတွက် surprise တစ်ခုရှိတယ်တကယ်လားဘာ surprise လဲရောက်ရင်သိမှာပေါ့ကျွန်တော်ဝက်နံရိုးချိုချင်ကြောကိုစပွဲပေါ်တင်ဖို့ကူညီပေးလိုက်တယ်အဲ့ဒီညစာကိုကျွန်တော်တော်တော်လေးစားကောင်းခဲ့တယ်ဒါဟာဒီအဓိပ္ပာယ်မရှိတဲ့ဆက်ဆံရေးအတွက်နောက်ဆုံးလမ်းကွဲညစာဖြစ်မယ်ဆိုတာသိနေလို့ပါယောက်ျားမြမြစားတော့ဒီရက်ပိုင်းပိန်သွားတယ်နှလုံးခုန်တန်ကလည်းအရင်လောက်မပြင်းတော့ဘူးညံ့ညံ့မင်းကိုရဲ့နှလုံးခုန်တန်ကိုကြားဘူးတယ်မလားဒါပေါ့ညတိုင်းယောက်ျားရင်ဘတ်ပေါ်ခေါင်းအိမ်ရင်အရန်ရှင်းရှင်းလင်းလင်းကြားရတဲ့ကဘာပေါ်မှာအလှပဆုံးအတန်လေးပဲဒီနှလုံးသားကသူ့အစီအစဉ်တွေကိုဘလို့ဖျက်ဆီးပြစ်မလဲဆိုတာကိုစဉ်းစားနေတယ်ဆိုတာသူသိရင်အဲ့ဒီအတန်လေးကနားထောင်လို့ကောင်းသေးရဲ့လားဆိုတာသိချင်မိတယ်ညကို30နာရီစွန်းရံကကျွန်တော်ကိုတင်ပြီးမြို့စုံဘက်ကိုမောင်းလာတယ်အဲ့ဒီနေရာကကျန်းချန်ဂျင်းချင်းမြို့ရဲ့နာမည်ကြီးလူသူကင်းမဲ့စုံပါရောက်ပြီလားကျွန်တော်စိုးရိမ်တယ်လို့ဟန်ဆောင်ပြီးမေးလိုက်တယ်ရောက်တော့မယ်ရှင်းနာလေးတင်မယ်အဲ့ဒီကမြင်ကွင်းကအရန်လာတာပြီးတော့ဘသူမှလည်းလာမနောက်ရှက်ဘူးစွန်းရံကစတီယာရင်ကိုတင်းတင်းဆုပ်ကင်ပြီးအရှိကိုစူးစိုက်ကြည့်နေတယ်ကားကစုပ်ပစ်ထားတဲ့ဓာတုဗေဒစက်ယုံဟောင်းဂိတ်ဝမှာရက်သွားတယ်ပတ်ဝန်းကျင်တစ်ခုလုံးအမောင်တိကျနေတဲ့သူ့မိုးပေါ်ဖြတ်တိုက်သွားတဲ့ဆူရှာရှာလေးချွန်းတန်းကိုသာကြားရတယ်စင်းလေတကားကိုတွန်းဖွင့်ပြီးအောက်ဆင်းရက်လိုက်တာနဲ့ကျွန်တော်တို့ပတ်လည်မှာတောက်ပတဲ့မီးရောင်တွေရုတ်တရက်လင်းထိန်သွားတယ်အရေးထဲကနေလူတကြီး9ယောက်10ယောက်လောက်ထွက်လာကြပြီးတယောက်ချင်းစီရဲ့လက်ထဲမှာတလက်လက်တောက်နေတဲ့လက်နက်တွေကင်ထားကြတယ်လင်းဖန်ဟန်ဆောင်မနေနဲ့တော့ရှင်းလုံးနေတဲ့ကလိန်ကချစ်တွေကိုငါမသိဘူးထင်နေလားလျိုရန်ကိုငါအကြောင်းစုံစမ်းခိုင်းတဲ့ဆေးရုံကိုနောက်ရောက်ခံလိုက်တယ်နောက်ဆုံးဒေါ်လာ1 သန်းနဲ့ငါ့ကိုတောင်ပြန်ပြီးချင်းချောက်နေသေးတယ်ရှင်ကတကယ်ပဲလူသက်ဖရင်ဆိုပြီးထင်နေတော့လားတက်တောင့်တက်တာနှစ်တာဘဝကရှင်ကိုနေကင်းကြောင်တောင်အိမ်မက်မက်နေတဲ့အယူတယောက်အဖြစ်ပြောင်းလဲပစ်လိုက်ပြီဒါမင်းပြင်ဆင်ထားတဲ့ surprise ပေါ့ဟုတ်တယ်ဒေါက်တာချန်ဒီမှာခွဲစိတ်ခန်းတော့မရှိဘူးဒါပေမဲ့အသက်ရှင်နေတဲ့လူတယောက်ကိုကင်တွယ်ဖို့ကတော့ပြဿနာမရှိတော့ဘူးမဟုတ်လားစိတ်မပူပါနဲ့မစ်ဆက်ရှန်အပြက်စီးပုံကြားမှာဆိုပေမဲ့ကျွန်တော်စွမ်းရည်နဲ့အဲ့ဒီနှလုံးကိုအကောင်းဘက်ကဒီအတိုင်းထုတ်ယူနိုင်ပါတယ်ဟာစွန်းရံမင်းတကယ်ပဲငါအတိတ်အကြောင်းကိုလေ့လာခဲ့ဘူးရဲ့လားဘာသဘောလဲကျေးစားလူသက်သမားအတိုင်းဝိုင်းမှာငါ့ကိုနာမည်ပြောင်တစ်ခုနဲ့ခေါ်ကြတယ်အရေးမိတ်ဆန်ရှယ်တော့တတ်မှန်တဲ့အတိတ်ပဲကအရေးရှိတဲ့နေရာတိုင်းဟာငါရဲ့နယ်မြေပဲစနိုက်ပါစနိုက်ပါသူကအကူညီတွေခေါ်လာတယ်အဲ့ဓာတွေကအကူညီတွေမဟုတ်ဘူးအဲ့ဒါလွန်ခဲ့တဲ့နှစ်ကတည်းကကျွန်တော်ချထားခဲ့တဲ့ခံစစ်မြင်းပဲမိနစ်လေးအတွင်းမှာပဲဓာတုဗေဒစက်ယုံရှိမှလဲကျနေတဲ့ဒေါက်တာချန်နဲ့ဖြူရော်နေတဲ့စွန်းရံပဲကျန်တော့တယ်အခုမင်းကိုငါပြန်မေးမဲ့အလှဲ့ပဲသူ့ကိုဘလို့သေးစေခြင်းလဲလင်းဖန်ယောက်ျားတောင်းပန်ပါတယ်ရှန်မီသားစုကအတင်းကျပ်ခိုင်းလို့ပါရှန်ရန်ကျက်ကမိမမိသားစုတစုလုံးရဲ့အသက်နဲ့ချင်းချောက်လို့အဲ့ဒါကြောင့်လုတ်ခဲ့ရတာပါဟန်ဆောင်နေတော့ပဲလားယိုရန်ပေးတဲ့ဖိုင်ထဲမှာမင်းတို့ရဲ့လက်ထပ်စာချုပ်အပြင်မင်းနဲ့ရှန်ရန်ကျက်ကြားကလျှို့ဝှက်သဘောတူညီချက်တစ်ခုလည်းပါသေးတယ်ရှန်ရန်ကျက်သေးတာနဲ့သူ့နာမည်အောက်ကရှယ်ယာ40ကိုမင်းအမွေဆက်ခံခွင့်ရမယ်ဒါပေမဲ့သူသာနှလုံးစားထိုးမခံရရင်အလွန်ဆုံးနောက်ထပ်6လပဲအသက်ရှင်နိုင်တော့မယ်ဆိုတော့ကမင်းကသူ့ကိုကယ်ဖို့စူးစမ်းနေတာမဟုတ်ဘူးရှယ်ယာလွှဲပြောင်းမှုသဘောတူညီချက်အသက်ဝင်လာတဲ့အထိသူအသက်ရှင်နေစေဖို့စူးစမ်းနေတာစွန်းရန်မင်းကတကယ်လူသက်သမားပဲမင်းကငါထက်တောင်လူပိုတက်ခဲ့သေးတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းကမြေပြင်ပေါ်မှာတစ်ချက်တုန်ခါသွားတယ်ဖုန်းကိုကောက်ကင်ပြီးညံ့ဆွတ်ခလုတ်ကိုနှိပ်လိုက်တဲ့စက်ခရင်ပေါ်မှာရှန်ရန်ကျဲကစိန်ခံဆေးရုံခန်းထဲမှာလှဲနေတယ်ပိုက်ကလုံးဝကိုမြူရီဖုံးနေတယ်အိုးလင်းဖန်ညံကိုလွတ်ပေးလိုက်ပါမင်းပတ်စံလိုချင်တာလားငါပေးမယ်ဘလောက်ဖြစ်ရတဲ့ကျွန်တော်စခရင်ပေါ်ကတေခါနီးလူကိုကြည့်လိုက်တယ်မစ္စတာရှန်ကျွန်တော်ပတ်စံမရှားပါဘူးဒါပေမဲ့ပိုပြောစရာကောင်းတဲ့ကစားပွဲတစ်ခုကိုစဉ်းစားမိလို့ပါခမားအသက်ရှင်ခြင်းနဲ့မလားစွန်းရံကလည်းခမားကိုအသက်ရှင်စေခြင်းနဲ့ဒါပေမဲ့အခုအခွင့်အရေးတစ်ချိန်ပဲရှိတယ်ကျွန်တော်ဓားမြောင်ကိုစွန်းရံစီကမ်းပေးလိုက်တဲ့နေပါဦးမစ္စရှန်
ကင်မရာရှေ့မှာရှမ်မီသားစုပိုင်ဆိုင်မှုအားလုံးကိုစွန့်လွတ်ကြောင်းကိုယ်တိုင်လက်မှတ်ရေးထိုးပြီးသူ့ရဲ့နောက်ဆုံးထွက်သက်ကိုစောင့်ကြည့်မင်းကိုငါလွတ်ပေးမယ်မဟုတ်ရင်မင်းတို့နှစ်ယောက်လုံးကိုဒီမှာပဲမြုပ်ပစ်မယ်စွန်းရံကြက်တည်တည်သွားတယ်ရှန်ရံကြက်လည်းကြက်တည်တည်သွားတယ်ဒီအချိန်မှာဓာတုဗေဒစက်ယုံတွေကလေတုကအေးခဲသွားသလိုပါပဲစခရင်ဟိုဘက်ကရှန်ရံကြက်ကအသက်ကိုပြင်းပြင်းရှူနေတဲ့စခရင်ဒီဘက်ကစွန်းရံပြင်းထန်တဲ့မီးရောက်အောက်မှာသူမရဲ့မျက်နှာကခံပန်းရခတ်နေတဲ့စက္ကန့်ပိုင်းတွင်းမှာပဲအမူအရာတွေအကြိမ်ကြိမ်ပြောင်းလဲသွားတဲ့ကြောက်ရွံ့မှုရုန်းကန်မှုပြီးတော့နောက်ဆုံးမှာကျွန်တော်တခါမှမမြင်ဘူးတဲ့အေးဆက်မှုတစ်မျိုးစီဖြည်းဖြည်းချင်းပြောင်းလဲသွားတယ်။ရန်မင်းဘာလို့မလို့လဲလင်းဖန်ရှင်ပြောတဲ့အတိုင်းလုပ်ရင်ကျမကိုတကယ်လွှတ်ပေးမှာလားမင်းငါ့ကိုဈေးစစ်ခွင့်မရှိဘူးသူတည်ပြီးမင်းရှင်မလားဒါမှမဟုတ်နှစ်ယောက်လုံးတည်မလားကျမကိုအပြစ်မတင်ပါနဲ့ရှန်ရန်ကျက်ရှင်ရဲ့အဲ့ဒီခန္ဓာကိုယ်စုပ်ကြီးကလည်းရက်ပိုင်းပဲခံတော့မှာပါရှမ်မီသားစုရဲ့ပိုင်ဆိုင်မှုတွေကိုရှင်နဲ့အတူတင်ချိုင်းနဲ့ယူသွားခွင့်ပြုမဲ့အစားကျမကိုနောက်ဆုံးအနေနဲ့တစ်ခုလောက်ကူညီပေးပါလားရှင်ကျမကိုဘာထက်မဆိုပိုချစ်တယ်လို့ပြောခဲ့တယ်မလားဒါဆိုရှင်အသက်ကိုကျမကိုပေးလိုက်ပါကျွန်တော်အေးဆက်ဆက်လောင်ပြုံးတစ်ခုပြုံးလိုက်မိတယ်ဒါကချမ်းသာတဲ့မိသားစုတွေကြားကအချစ်စစ်ဆိုတာပေါ့တေချင်းတရားနဲ့ရင်ဆိုင်ရတဲ့အခါစက်ကူပါလေးတစ်ရွက်လောက်တောင်တန်ဖိုးမရှိပါလားစွန်းရံကကျွန်တော်ကြိုတင်ပြင်ဆင်ထားတဲ့လျှက်စစ်စာချုပ် Electronic Agreement ပေါ်မှာလက်မှတ်ထိုးဖို့လုပ်နေတော့တခုခုမှားယွင်းသွားတယ်ရုတ်တရက်ဒိုင်းရှင်းလင်းပြတ်သားတဲ့တနက်တန်နောက်တစ်ချက်ထွက်ပေါ်လာတယ်ဒါပေမဲ့ဒီတစ်ခါကြည်စံကအဲ့ဒီလူမိုက်တွေကိုချိန်ရွယ်ထားတာမဟုတ်ဘူးကျွန်တော်လက်ထဲကဖုန်းကိုတိတိကျကျပစ်ခွဲလိုက်တာဖုန်းကချက်ချင်းပေါက်ကွဲထွက်သွားတယ်လျှက်စစ်မီးပွားတွေလွင့်စင်သွားတယ်စွန်းရံအော်ဟစ်ပြီးမြေပြင်ပေါ်လဲကျသွားတယ်ကျွန်တော်အရန်လျင်မြန်စွာတုံ့ပြန်လိုက်တယ်လိတ်ထွက်သွားပြီးစွန့်ပစ်ထားတဲ့ဆက်ရန်နေရာတစ်ခုနောက်မှာပုံးလိုက်တယ်အရေးမိတ်စာနှစ်ရှိပြီဆိုတော့မင်းရဲ့တတိထားနိုင်စွမ်းတွေတော်တော်ကျသွားပြီပဲစက်ယုံဒုတိယထပ်ကနေအတန်ဩဃကြီးတစ်ခုထွက်လာတဲ့အရေးထဲကထွက်ပေါ်လာတဲ့အဲ့ဒီအတန်ကြောင့်ကျွန်တော်နှလုံးသားရက်တန့်သွားသလိုခံစားလိုက်ရတယ်ဒီလူတွေကရှမ်မီသားစုရဲ့တက်တော်ဆောင်တွေမဖြစ်နိုင်ဘူးအဲ့ဒီ professional ဆန်တဲ့နီးပြူဟာမြောက်လှရှားမှုရင်းနှီးနေတဲ့အေးဆက်ဆက်အတန်နေအတန်ထားဒါတွေကအဖွဲ့အစည်းကလူတွေပဲလင်းဖန်အဖွဲ့အစည်းကမင်းကိုလေ့ကျင့်ပေးဖို့ဘလောက်တောင်အားစိုက်ထုတ်ခဲ့ရလဲဒီအလုပ်ကနေထွက်တာကဈေးသွားဝယ်တယ်လို့ထွက်ချင်တဲ့အချိန်ထွက်လို့ရတယ်လို့ထင်နေတာလားကျွန်တော်လက်ထဲကဓားမြောင်ကိုတင်းဆုပ်ထားမိတယ်လက်ဖွားတစ်ခုလုံးချွေးတွေရွှဲနေပြီးအခုတော့အားလုံးကိုနားလည်သွားပြီးချမ်းမီသားစုကကျွန်တော်နှလုံးကိုလိုချင်ခဲ့တာမှန်တယ်ဒါပေမဲ့စိုးရံကရှန်ရံကျဲရဲ့ဇနီးတက်တင်မဟုတ်ဘူးသူမကအဖွဲ့အစည်းကဆေးလွတ်ထားတဲ့စောင့်ကြည့်ရေးသမား observer ဖြစ်နေတာပဲလွန်ခဲ့တဲ့နှစ်ကအလှလေးကိုကဲတင်တဲ့သူရဲကောင်းဇလန်းကလည်းအဖွဲ့အစည်းကစီစဉ်ထားတာပဲဒီနှစ်တာကာလအတွင်းစိုးရံရဲ့အဖို့ပြုမှုဟာကျွန်တော်နှလုံးကိုဂရုစိုက်ဖို့တာမကပဲကျွန်တော်ကို24နာရီ9ရက်ပတ်လုံးစောင့်ကြည့်နေဖို့ဖြစ်နေတဲ့အဖွဲ့အစည်းကရှမ်မီသားစုလိုထိတ်တန်းခလိုင်းတွေအတွက်ပြည့်စုံတဲ့အလူရှင်တယောက်လိုအပ်နေပြီးကျွန်တော်ကအဲ့ဒီကန်ဆိုးသူဖြစ်ခဲ့တာပဲသူတို့ကစိုးရံကိုရွေးချယ်ခဲ့တယ်မင်းရဲ့မစ်ရှင်ကြရှုံးသွားပြီးတောင်းပန်ပါတယ်နီးပြပြစ်မှတ်ကထင်ထားတာထက်ထိန်းချုပ်ရခက်ခဲနေတယ်ငါတို့အားလုံးကဖန်ကုန်းကြီးတစ်ခုအောက်မှာနေထိုင်နေခဲ့တာကိုကျွန်တော်ထင်ထားခဲ့တဲ့အနားယူခြင်းဘဝကတကယ်တော့နှစ်တာရှည်တရားတဲ့တိုက်ရိုက်ဆောင်ကြည့်ယေရှု live surveillance ရှောက်တစ်ခုဖြစ်နေခဲ့တာပဲလင်းဖန်ဆက်ပြီးမယုံကန်ပါနဲ့တော့မစ္စတာရှန်ရဲ့ခွဲစိတ်မှုကိုမနက်ဖြန်မနက်၈နာရီမှာစီစဉ်ထားတယ်နှလုံးကအသက်ရှင်လျက်အလုံးလုံးနေစေဖို့မင်းကိုအရှင်လက်လက်ဖမ်းခေါ်သွားရမယ်မြန်သူ့ကိုဖမ်းခုနာကသူမစ္စရှန်ကိုတတ်တော်မလို့လုပ်နေတာကျွန်တော်ဒီလူတွေကိုစိုက်ကြည့်နေမိတယ်ရင်ဘတ်ထဲမှာနှစ်တိုင်ဖိနှိပ်ထားခဲ့ရတဲ့ဒေါသတွေကအခုတော့အလုံးစုံပေါက်ကွဲထွက်လာပါပြီငါအသက်ကိုလိုချင်တာလားယူနိုင်လောက်တဲ့အရေးချင်းရှိမရှိကြည့်ရသေးတာပေါ့အိတ်ကက်ထဲကအဝေးထိန်ခလုတ်ကိုကျွန်တော်အားကုန်နှိပ်ချလိုက်တယ်ဖုံးပြင်းထန်တဲ့ပေါက်ကွဲမှုကြီးဖြစ်သွားတဲ့ဓာတုဗေဒစက်ယုံအပြင်ဘက်မှာရှုပ်ထွေးသွားတာကိုအခွင့်ကောင်းယူပြီးမြေပြင်ပေါ်ကဒေါက်တာချန်ကိုလူသားတိုင်းအဖြစ်ဆွဲယူကဘေးပေါက်စီမြားတစင်းလိုပြေးထွက်သွားလိုက်တယ်ပြစ်ကြည်စံတွေကမိုးပေါက်တွေလိုရွာကျလာတဲ့ဒေါက်တာချန်ကတော့ချက်ချင်းပဲအပေါက်တွေအပြည့်နဲ့တေးသွားတယ်မတေးခင်အချိန်ထိသူဘာဖြစ်သွားမှန်းတောင်နားလည်းမသွားဘူးသူကဒီကစားပွဲကြီးထဲမှာတင်းငယ်တဲ့ဖုံမှုလေးတမှုတာပါပဲဒေါက်တာချန်ရဲ့အလောင်းကိုအကာအကွယ်ယူပြီးရေနှုတ်မြောင်းတဲ့ကိုကျွန်တော်အမြန်ဝင်ပြေးခဲ့တယ်ဓာတုစက်ယုံကနေလွတ်လာပြီးနောက်မြို့ထဲကိုကျွန်တော်ပြန်မသွားပါဘူးမြို့ထဲကစောင့်ကြည့်ကင်မရာစနစ်တွေအားလုံးကကျွန်တော်ကိုပြစ်မှတ်ထားနေလောက်ပြီဆိုတာသိလို့ပါရှမ်မီသားစုကအဖွဲ့အစည်းနဲ့ပူးပေါင်းလိုက်ပြီးဒီမြို့မှာတော့ကျွန်တော်ကလမ်းပိတ်နေတဲ့နေရာမှာပိတ်မိနေတဲ့ကြွက်တကောင်လိုပါပဲ
ဒီအလုတ်ကလွယ်မှာမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်ရှမ်မီသားစုကမင်းရဲ့အလုတ်ရှင်ဟောင်းနဲ့ပူးပေါင်းသွားပြီးအခုရဲတွေရောရာဇဝတ်ကောင်တွေပါမင်းကိုရှာနေကြပြီးစိုးရန်ဆိုတာကရောဘသူလဲစိုးရန်ရဲ့နာမည်ရင်းကစုရင်းအဖွဲ့အစည်းကလေ့ကျင့်ပေးထားတဲ့လူမှုရေးလုပ်ကြံတက်ဖြတ်သူ social assassin တယောက်ပဲသူကစိတ်ပိုင်းဆိုင်ရာချစ်လဲမှုမှာအတော်ဆုံးပဲသူကရှန်ရန်ကျဲကိုလက်ထပ်ထားရုံနဲ့မကဘူးရှမ်မီသားစုရဲ့ပြိုင်ဘက်တွေနဲ့ပါလှုပ်ဝက်ဆက်သွယ်ထားသေးတယ်ဒီမိန်းမကလွယ်တဲ့သူမဟုတ်ဘူးသူကအကျိုးမြတ်အားလုံးကိုတင်းကျုံယူခြင်းနေတာလွန်ခဲ့တဲ့နှစ်တုန်းကငါဘလို့လူနဲ့အတူနေခဲ့တာလဲကွာလင်းဖန်မင်းအခုအရန်အနေရများနေတယ်မင်းရဲ့နှလုံးကတန်း900တန်နဲ့အခုရှန်ရန်ကျဲကတေခါနီးဖြစ်နေပြီးမင်းအသက်ကိုရဖို့သူပါမဆိုပေးဝယ်လိမ့်မယ်သူတို့ကအဲ့ဒီလောက်တောင်လိုချင်နေမှတော့ငါကိုယ်တိုင်တော့ပို့ပေးရတာပေါ့မင်းယူနေလားရှန်ရဲ့စေးုံကအခုခံတက်ကြီးလိုဖြစ်နေပြီအဲ့ဒါငါနှလုံးပဲလေသူဘယ်ချိန်ရက်တက်ရမလဲဆိုတာကိုဆုံးဖြတ်ပိုင်ခွင့်ကငါမှာပဲရှိတယ်လူရန်ရှမ်မီသားစုရဲ့48ရာလွှဲပြောင်းမှုသဘောတူညီချက်ကိုရှာပေးစွန်းရန်ကပတ်စံကိုအရန်လိုချင်နေမှတော့အဲ့ဒီပတ်စံတွေပြဖြစ်သွားတာကိုသူမကိုယ်တိုင်ကြည့်ရအောင်လုပ်ပေးရမှာပေါ့ရန်ကျက်ငါရှင်းပြတာနားထောင်ပါဦးခုနကဓာတုစက်ယုံပါလေလင်းဖန်ကိုငြိမ်သွားအောင်လို့ငါအဲ့ဒီလိုပြောလိုက်ရတာပါညံအဲ့ဒီသဘောတူညီချက်ကိုပေးငါလက်မှတ်ထိုးပေးမယ်ခွဲစိတ်မှုပြီးသွားတာနဲ့ရှမ်မီသားစုပိုင်ဆိုင်တာအားလုံးမင်းအပိုင်ဖြစ်ရပါမယ်ရှန်ရန်ကျက်ကတုံရင်စွာနဲ့ဘောပင်ကိုကောက်ကင်လိုက်တဲ့အချိန်မှာပဲအခန်းထဲကမီးတွေရုတ်တရက်ငြိမ်းသွားတယ်ဘသူလဲစွန်းရန်អော်လိုက်တယ်အမောင်ထဲမှာတေမင်းတမန်လိုအေးဆက်ဆက်အတန်ဘောဘောကြီးတစ်ခုထွက်ပေါ်လာတယ်စွန်းရန်ကျေးစားလူသက်သမားတယောက်အလုတ်တစ်ခုလက်ခံပြီးရင်အလုတ်မပြီးမချင်းနားလို့မရဘူးဆိုတာမင်းမေ့သွားပြီလားစွန်းရန်ကမီးဖွင့်ဖို့ယူသွတ်စွာစူးစမ်းလိုက်ပေမဲ့သူမရဲ့နောက်စီမှာမာကျောတဲ့အရာတစ်ခုလာထောက်ထားတာကိုခံလိုက်ရတယ်မလုံနဲ့နောက်ထပ်တစ်ချက်လောက်တာနဲ့မစ္စတာရှန်အကြိုက်ဆုံးပိုးသားဆောင်ပေါ်မှာမင်းအုံနောက်တွေပြန့်ကျဲသွားလိမ့်မယ်ကျွန်တော်ကလန့်ကာကိုဆွဲဖွင့်လိုက်တော့လာရောင်တွေဝင်လာတဲ့ရှန်ရန်ကျဲကထိတ်လန့်စွာနဲ့ကျွန်တော်ကိုကြည့်နေတယ်လင်းဖန်မင်းဘလို့ဝင်လာတာလဲမင်းတို့ရှမ်မီသားစုရဲ့လုံခြုံရေးကတကယ် professional ဆန်ပါတယ်ဒါပေမဲ့သူတို့ကလူကိုပဲကာကွယ်တာတရေတစီကိုကာကွယ်တာမှမဟုတ်တာအာလင်းဖန်မင်းပါလိုချင်လို့လဲပတ်စံပေးမယ်လေအများကြီးပေးမယ်ငါပတ်စံမလိုချင်ဘူးဒီလိမ်လည်မှုကြီးရဲ့နောက်ဆုံးမျက်နှာဖုံးကိုဆွဲခွာပစ်ချင်တာစွန်းရန်ရှန်ရန်ကျက်ကိုအမှန်တိုင်းပြောပြလိုက်လေခွဲစိတ်မှုပြီးရင်သူအသက်ရှင်မယ်လို့မင်းတကယ်မျှော်လင့်ထားတာလားမစ္စတာရှန်ခမ ्या ကိုကုသပေးနေတဲ့ဆရာဝန်ကြီးဒေါက်တာချန်ကတည်သွားပြီးတော့သူ့နေရာကိုအစားထိုးလိုက်တဲ့သူကခမ ्या ရဲ့မိတ်ဆွေဟောင်းဆိုတာမသိတော့ဘူးထင်တယ်ကျွန်တော်ကလူနာတွေကိုကုသပေးဖို့ဘာမှမသိပေမဲ့ဓာတုဗေဒအကြောင်းကိုတော့ဦးမချီခါသိတယ်စွန့်ရံပေးတဲ့အဲ့ဒီနိုင်ငံခြားဖြစ်စေးတွေကအသက်ကယ်ဆေးတွေလုံးဝမဟုတ်ဘူးအဲ့ဒါတွေကဖြည်းဖြည်းချင်းအာနိတင်ပြတဲ့အာယုံကြောအစိတ်တွေပဲမနှက်ဖြန်မင်းနှလုံးအသိရခဲ့ရင်တောင်၃ရက်ထပ်ပို့ပြီးအသက်မရှင်နိုင်ဘူးဘာလို့လဲဆိုတော့မင်းနဲ့မင်းအောက်မှာရှိတဲ့ပိုင်ဆိုင်မသူအားလုံးကိုစိုးရန်ရဲ့အကောင့်ထဲအပြည့်အဝမလွှဲပြောင်းခင်3ရက်တာကန့်သက်ကာလ worker period ကိုဖျက်တမ်းရအောင်မှမို့လို့ပဲမင်းရက်ဆက်ရုံမာတဲ့မိန်းမဟာငါဖြစ်တော်ရောဘာဖြစ်လဲရှန်ရန်ကျက်ရှင်လိုအိပ်ရာထဲလဲနေတဲ့အတုံးမကျတဲ့ကောင်ကရှမ်မီသားစုပိုင်ဆိုင်တာတွေအားလုံးကိုတင်ထားတင်တာမဟုတ်ဘူးရှင်ကရှမ်မီသားစုရဲ့အရင်းမြစ်တွေကိုဖက်တွယ်ထားပြီးလွတ်မပေးဘူးရှင်နဲ့အတူငါဘဝကိုဘာလို့အလားအတအချိန်ဖြုံးနေရမှာလဲရှင်ကို3နှစ်တိစောင့်ခဲ့ရတာဒီအမိုက်လိုကိစ္စတွေကိုလုံလောက်နေပြီမောက်မာမနေနဲ့လင်းဖန်မင်းနိုင်သွားပြီထင်နေလားငါခေါ်ထားတဲ့လူတွေကဒီနေရာကိုဝိုင်းထားပြီးဒီနေ့ဘယ်သူမှဒီကနေအသက်ရှင်လျက်ထွက်မသွားနိုင်ဘူးငါကကြောက်မယ်ထင်နေလားကျွန်တော်စကားပြောပြီးတာနဲ့ရှမ်မီသားစုဗီလာပြင်ဘက်မှာဆူရှာတဲ့အချက်ပေးတံတစ်ခုမြည်လာတဲ့ရဟတ်ရင်တစည်းကခေါင်းပေါ်မှာဝဲပြန်နေတဲ့အတန်ကြားရတဲ့အားကောင်းတဲ့ရှာဖွေရေးမိမောင်းကြီးတွေကအခန်းကိုနေ့လည်ခင်းလိုလင်းထိန်သွားစေတယ်မင်းထွက်ပြေးလို့မလွတ်ဘူးလင်းဖန်ကျွန်တော်စိုးရန်ကိုကြည့်လိုက်ပြီးကတင်ပေါ်မှာခွေးတီတကောင်လိုလဲနေတဲ့ရှန်ရန်ကျဲကိုတစ်ချက်ကြည့်ကရုတ်တရက်ကျဲလောင်စွာရေမောလိုက်တယ်ထွက်ပြေးမယ်ငါကဘာလို့ထွက်ပြေးရမှာလဲနောက်ကျောကနေအနက်ရောင်ကြောပိုးအိတ်တစ်ခုကိုဆွဲထုတ်လိုက်ပြီးစိုးရန်ရှိမှတင်ဖွင့်ပြလိုက်တဲ့အထဲမှာစွမ်းအားမြင့်ပေါက်ကွဲစေတတ်တဲ့အရာတွေအပြည့်ပါပဲစိုးရန်မင်းကငါအတွက်တစ်သက်လုံးဟင်းချက်ကျွေးမယ်လို့ပြောခဲ့တယ်မလားဒါဆိုဒီညကြီးကြီးကျယ်ကျယ်ကစားကြရအောင်ကျွန်တော်အချိန်မက်ဆက်ကိုနှိပ်လိုက်တော့အနီရောင်ကနန်းတွေကလင်းမြန်စွာရေတွက်လာတဲ့60 59 58စိုးရန်မြေပြင်ပေါ်ခွေကျသွားတဲ့လုံးဝမျောလင်းချက်မဲ့သွားတဲ့ပုံစံနဲ့အယူကောင်ရှင်ကအသက်ရှင်လျက်ထွက်သွားဖို့တခါမှမစင်စားခဲ့ဘူးမဟုတ်လားငါနှလုံးကိုတကဘာလုံးကလိုချင်နေတဲ့ဆိုတာတီးလိုက်ရတဲ့စက္ကန့်ကလေးကငါကတေးပြီးသားပါပြတင်းပေါက်အပြင်ဘက်ကမိတောက်တွေကိုစိုက်ကြည့်ရင်ကတင်ဆုံးမှာကျွန်တော်ထိုင်နေလိုက်တဲ့အခုတော့ငါအတူပါစီမင်းတို့ကိုခေါ်သွားဖို့လာခဲ့တာ
အချိန်မဆက်စက္ကန့်30ရောက်တဲ့အချိန်မှာခွေးရိုင်းဝိုးသားကသူ့လူတွေကိုဥဆောင်ပြီးတကားစီပြေးဝင်လာတာကိုတွေ့လိုက်ရတဲ့လုံခြုံရေးကင်မရာဘက်ကိုလှည့်ပြီးဒီနှစ်အတွင်းအတောက်ပဆုံးအပြုံးနဲ့ပြုံးပြလိုက်တဲ့ပောက်ကွဲမှုမဖြစ်ခင်တစ်စက္ကန့်လိုမှာစွန်းရံကိုအားနဲ့ဆွဲထူပြီးတတိယထပ်ဝရန်နာကနေတိုက်ရိုက်ခုန်ချလိုက်တယ်ကျွန်တော်တို့အောက်မှာကရှမ်မီသားစုရဲ့တီးတန့်ရေကူးကန်ရှိနေတယ်ဖုံးပြင်းထန်တဲ့မီးတောက်တွေကအပေါ်ဆုံးထပ်တစ်ခုလုံးကိုချက်ချင်းဝါမြူသွားတဲ့ပောက်ကွဲမှုအရှိန်ကြောင့်ဘီလာပြတင်းပေါက်ထက်ဝက်လောက်ကွဲကြေသွားတဲ့စွန်းရံရဲ့ကော်လာကိုတင်းဆုပ်ကင်ပြီးရေကူးကန်ရဲ့အနက်ဆုံးနေရာစီဆွဲခေါ်သွားလိုက်တဲ့အပေါ်ကနေကျိုးပဲ့နေတဲ့အပြက်အစီးအပိုင်းစတွေအများကြီးကျလာတဲ့မီးလောင်နေတဲ့တစ်သားတိုင်းတွေကအုတ်ကပြန်တွေလိုရေထဲကိုကျဆင်းလာပြီးဆူရှာတဲ့အတန်တွေထွက်ပေါ်နေတဲ့အောက်ဆီဂျင်ပြတ်လတ်မှုကြောင့်ကျွန်တော်စိတ်ချောက်ချမှုတွေစတင်ဖြစ်ပေါ်လာတဲ့မီးတောက်တွေကြအားထဲကနေရှန်ရန်ကျဲရဲ့ရှုံးမဲ့နေတဲ့မျက်နှာကဖြည်းဖြည်းချင်းအကြီးပြောကျသွားတာကိုရေးလေးမြင်လိုက်ရတဲ့ကြံနေသေးတဲ့ခွန်အားနဲ့အသက်အောင့်ထားပြီးတတိလစ်နေတဲ့စွန်းရံကိုရေကူးကန်အောက်ခြေကရေဆုပ်ဆက်ထဲဆွဲသွင်းကခိုးထွက်လာခဲ့တဲ့အဲ့ဒါကလွန်ခဲ့တဲ့နှစ်ပတ်ကလေးကပြုပြင်ရေးသမားတွေကိုလက်ထိုးပြီးကျွန်တော်ကြိုးဆောက်ထားခဲ့တဲ့လျှို့ဝှက်လမ်းကြောင်းတစ်ခုပါအဲ့ဒီလမ်းကစံအိမ်အပြင်ဘက်ကကျုံးစီတိုက်ရိုက်ရောက်တဲ့နန်စော်နေတဲ့မြည်ရည်တဲကနေခေါင်းပြူထွက်လာချိန်မှာတော့အဝေးကဘီလာကြီးကအပြက်စီးပုံဖြစ်နေပါဗျမျက်နှာပေါ်ကသွေးတွေရေတွေကိုတုပ်ပစ်လိုက်ပြီးငါးတေတကောင်လိုကန်းဆက်မှာလဲနေတဲ့စွန်းရံကိုတစ်ချက်ကြည့်လိုက်တယ်သူအသက်ရှင်နေပါသေးတယ်ရေမွန်းသွားရုံမှာပဲသူ့ကိုတနာဖို့အချိန်မရှိဘူးခွေးရရဲ့လူတွေဒီနေရာကိုမကြခင်လာရှာတော့မယ်ဆိုတာအသိတယ်စွန်းရံကိုကြောပိုးပြီးအမောင်ထုတဲကတော်ရိုင်းတွေပျောက်ကွယ်သွားလိုက်တယ်နှစ်နာရီကြာပြီးနောက်ကြမ်းကြံမျိုးဟောင်းကဟောင်းနှွမ်းနေတဲ့မြေအောက်ခန်းတစ်ခုထဲရောက်လာတယ်ဒီနေရာကလွန်ခဲ့တဲ့နှစ်ကကိုယ့်အတွက်နောက်ဆုံးချန်ထားခဲ့တဲ့ဘေးကင်းရအိမ်ဆဲဟောက်စ်၄ပါစွန်းရံကပြင်းပြင်းထန်ထန်ချောင်းဆိုးပြီးညစ်ပတ်နေတဲ့ရေတွေကိုထွေးထုတ်ကမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လာတယ်လင်းဖန်ရှင်အသက်ရှင်နေသေးတာပဲစိတ်ပြတ်သွားစေရတဲ့အတွက်တောင်းပန်ပါတယ်ကျွန်တော်ခေါင်းမမော့ပဲဓားကိုသာဆက်ရုပ်တရုပ်လိုထက်ခါတလဲလဲတွေးနေလိုက်တယ်ရှန်ရန်ကျက်တည်သွားပြီးသူမီးထဲမှာမီးသွေးခဲဖြစ်သွားပြီးစွန်းရံမင်း3နှစ်လောက်အချိန်ယူအစီအစဉ်ဆွဲခဲ့တဲ့အဲ့ဒီရှယ်ရသဘောတူညီချက်ကအခုဆိုပြတစတောင်ကြမ်းမှာမဟုတ်ဘူးဟာမရှိတော့တာကောင်းတယ်မရှိတော့တာကောင်းတယ်အဲ့ဒီအတုံးမကြတဲ့ကောင်ကငါတို့မျက်စိရှိကနေပျောက်ကွယ်သွားတင်တာကြာပြီးလင်းဖန်သူလည်းမရှိတော့ဘူးငါတို့နှစ်ယောက်လုံးလဲဘေးကင်းကင်းနဲ့လွတ်လာပြီဆိုတော့ရှစ်ဘန်ကတ်ထဲက9သိန်းကိုယူပြီးနာမည်အစ်စ်ဝယ်ကထွက်သွားကြဆိုဘယ်သူမှမသိတဲ့နိုင်ငံခြားတနေရာကိုသွားကြမယ်ကျမရှင်ရဲ့ဇနီးကောင်းလေးဆက်လုပ်ပါမယ်ကလေးတွေလည်းမွေးပေးမယ်ကျမတကယ်ပြောတာပါစွန်းရံငါလင်းဖန်ကဒီနှစ်တာကိုအလက်ကားအချိန်ဖြုံးနေခဲ့တယ်လို့တကယ်ထင်နေတာလားမင်းအခုထိဟန်ဆောင်နေတော့မဲလားဒေါက်တာချန်ရဲ့ရုံးခန်းထဲကနေကျွန်တော်ယူလာခဲ့တဲ့လျှို့ဝှက် memory card ကိုအိတ်ကက်ထဲကနေဆွဲထုတ်လိုက်ပြီးဘေးနားကဟောင်းနှွမ်းနေတဲ့လက်တော့အဟောင်းထဲကိုထိုးထည့်လိုက်တယ်ဒါကဒေါက်တာချန်ရဲ့လျှို့ဝှက်မှတ်တမ်းပဲရှန်ရန်ကျဲရဲ့စေးမှတ်တမ်းတွေအပြင်အရေးမိတ်စာနဲ့ပတ်သက်တဲ့စောင့်ကြည့်လေ့လာရေးအစီရင်ခံစာလည်းပါသေးတယ်ဖိုင်တစ်ခုကိုကျွန်တော်ကလစ်နှိပ်လိုက်တဲ့စခရင်ပေါ်ကစာသားတွေကိုမြင်လိုက်ရတော့စွန်းရံရဲ့အပြုံးကချက်ချင်းခဲအေးသွားတယ်မှတ်ဉာဏ်တူဖန်တီးထည့်သွင်းခြင်း memory falsification ဆိုတာဘာအဓိပ္ပာယ်လဲပြောစမ်းလင်းဖန်ရှင်ကိုရှင်လူသက်သမားလို့တကယ်ထင်နေတာလားလွန်ခဲ့တဲ့နှစ်ကကျမအတွက်လူသက်တဲ့အလုပ်ကနေထွက်ခဲ့တာလို့တကယ်ထင်နေတာလားရှင်ကတကယ်လူသက်သမားဖြစ်ခဲ့ပါတယ်ဒါပေမဲ့မစ်ရှင်တစ်ခုမှာအဖွဲ့အစည်းရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရတယ်သူတို့ကရှင်ကိုမတက်ခဲ့ဘူးအဲ့ဒီအစာရှင်ကိုစမ်းသက်ခံက subject အဖြစ်ပြောင်းလဲပစ်လိုက်တဲ့ရှင်ရဲ့မှတ်ဉာဏ်တချို့ကိုဖယ်ရှားပြီးလူသက်တဲ့အလုပ်ကနေထွက်ကတာမန်ရိုးရှင်တဲ့ဘဝကိုပြန်သွားတယ်ဆိုတဲ့အဲ့ဒီနောက်ခံဇလန်းတူကိုထည့်သွင်းပေးခဲ့တဲ့အလှလေးကိုကဲတင်တဲ့သူရဲ့ကောင်းဆိုတာတွေအတူတူနေထိုင်ခဲ့တဲ့နှစ်တာအချိန်တွေဆိုတာအားလုံးကစမ်းသပ်မှုကြီးတစ်ခုရဲ့အစိတ်ပိုင်းတွေကြီးပဲမဖြစ်နိုင်ဘူးငါတို့အတူတူဈေးသွားဝယ်ခဲ့တာတွေပထမဆုံးဟင်းချက်တုံးကအိုးအောက်ခြေတူးသွားတာတွေငါမှတ်မိတယ်မင်္ဂလာလက်စွပ်ဝယ်ဖို့ငါတို့ပတ်စံစုခဲ့ကြတဲ့အသေးစိတ်အချက်လက်တိုင်းကိုငါမှတ်မိတယ်အဲ့ဒါကရှင်အုံနောက်ထဲမှာရှစ်တစ်ခုရှိနေလို့လေအဲ့ဒါကရှင်ကိုရှင်အပြည့်အဝသိမြင်လာအောင်တိဆောက်ပေးနေတာရှင်ကကျမကိုကဲတင်နေတယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းကျတော့နောက်ဆုံးစမ်းသပ်မှုကိုပြမြောက်အောင်ရှင်ကကူညီပေးနေခဲ့တာရှန်ရန်ကျဲကရှင်နှလုံးကိုလိုချင်ခဲ့တာတွေးမျိုးစားတူညီနေလို့တခုတည်းကြောင့်မဟုတ်ဘူးအဲ့ဒီနှလုံးကအဖွဲ့အစည်းကဒေါ်လာတန်းရချီအကုန်ကြခံတီထွင်ထားတဲ့ဇီဝအခြေစိုက်စခန်း biological base station နဲ့ပေါင်းစပ်ထားလို့ပဲကလထိုင်ပေါ်ကိုကျွန်တော်အယုတ်ကျိုးပြက်ကျသွားတယ်ငါရဲ့မှတ်ဉာဏ်တွေကအတူတွေသာဖြစ်နေခဲ့မယ်ဆိုရင်ဒီနှစ်တာဖက်တွေထားခဲ့သမျှကဘာအတိတ်ပဲရှိတော့မှလဲငါကာကွယ်ပေးခဲ့တဲ့သူကငါ့ကိုစောင့်ကြည့်နေတဲ့သူဖြစ်နေတယ်ငါတန်မိုးထားခဲ့တဲ့မှတ်ဉာဏ်တွေကအေးဆက်ဆက်ခေါ်လိုင်းတွေသာဖြစ်နေခဲ့တယ်ဒါဆိုရှန်ရန်ကျက်ကလည်းစမ်းသပ်မှုရဲ့တစ်စိတ်တစ်ပိုင်းပေါ့မဟုတ်ဘူးသူကတခုတည်းသောပြောင်းလဲနိုင်တဲ့အရာ variable ပဲရှန်မီသားစုကအဖွဲ့အစည်းရဲ့ sponsor ပေးသူပဲရှန်ရန်ကျက်တည်တော့မယ်ဆိုတော့သူ့အသက်ကိုဆွဲဆန့်ဖို့စမ်းသပ်မှုရလဒ်ကိုသူစီလွှဲပြောင်းပေးဖို့ရှန်မီသားစုကအဖွဲ့အစည်းကိုတောင်းဆိုခဲ့တယ်
အဖွဲ့အစည်းကသဘောတူခဲ့ပေမဲ့ကျမကတော့သဘောမတူဘူးကျမလိုချင်တာကရှမ်းမိသားစုရဲ့ပိုင်ဆိုင်မှုအားလုံးပဲရှမ်းရန်ကျဲကသဘောတူညီချက်ကိုလက်မှတ်ထိုးပြီးရှင်းရဲ့နှလုံးကိုအစားထိုးလိုက်တဲ့သူ့အုံနောက်ထဲကချစ်ကိုကျမထိန်းချုပ်လို့ရပြီးအဲ့ဒီကတဆင့်ရှမ်းကလူတစ်ခုလုံးကိုတွဲဝိုက်ပြီးထိန်းချုပ်လို့ရသွားပြီးလင်းဖန်ကျမဒီလိုလုပ်ခဲ့တာငါတို့အတွက်ပါငါတို့သာပူးပေါင်းလိုက်ရင်ကြမ်းချက်မျိုးတစ်ခုလုံးငါတို့အပိုင်ဖြစ်သွားပြီ၆တွေ့နေတဲ့တရွက်တွေပေါ်မှာတနှင်းလိုက်တဲ့လေးလံတဲ့စစ်ဖက်နှက်တန်တွေထွက်လာတယ်သူတို့ရောက်လာကြပြီးအဲ့ဒီခွေးရိုင်းအဖိုးကြီးကငါထင်ထားတာထက်ပိုမြဲမြဲရှာတွေ့သွားတာပဲလင်းဖန်စိုးရံကိုပေးလိုက်မင်းကိုအလောင်းလှလှလေးနဲ့တေခွင့်ပေးမယ်မင်းငါကိုလွတ်ပေးမလို့လားမဟုတ်ဘူးရှင်ကိုကျမသွားစီချင်တာရှင်နီးပြကိုစမ်းသပ်မှုပြီးသွားပြီလို့ကိုယ်တိုင်သွားပြောလိုက်အားမပြစ်နဲ့ငါဆူရင်းပါမိခိုးငွေတွေကိုအကာအကွယ်ယူပြီးနောက်ပြတင်းပေါက်ကနေကျွန်တော်တွေ့တက်ထွက်ပြေးခဲ့တယ်ဒါပေမဲ့ထွက်သွားမဲ့အချိန်မှာအနောက်ကိုပြန်ကြည့်လိုက်တော့ခွေးရိုင်းကတနက်ကိုခန်းစားချက်မဲ့စွာနဲ့မြှောက်လိုက်ပြီးစိုးရံရဲ့ရင်ဘက်စီကိုတဲ့သုံးချက်ပစ်ထည့်လိုက်တာကိုမြင်လိုက်ရတယ်မစ်ရှင်ကြရှုံးတဲ့စောင့်ကြည့်ရေးသမားဆိုတာအသက်ရှင်ခွင့်မရှိဘူးလေစိုးရံတွေ့ရင်လည်းလဲကျသွားတယ်တည်သွားတဲ့အချိန်မှာတော့သူမရဲ့မျက်လုံးတွေကပြူးကျနေပြီးတစ်ချိန်ကသူမထိန်းချုပ်နိုင်မယ်လို့ထင်ခဲ့တဲ့ကောင်းကင်ကြီးကိုစိုက်ကြည့်နေတယ်ကျွန်တော်မရက်တန့်ခဲ့ဘူးအမောင်ထဲမှာအမြန်ပြေးလွှားခဲ့တယ်ရင်ဘတ်ထဲမှာနှလုံးကအပြင်းထန်ခုန်နေတယ်အမျိုးသားလောင်းဆိုတဲ့ကောင်အတွက်လည်းမဟုတ်တော့ဘူးလူတက်တဲ့အလုပ်ကနေထွက်ဖို့အတွက်လည်းမဟုတ်တော့ဘူးငါတကယ်တမ်းဘယ်သူလဲဆိုတာကိုရှာဖွေဖို့လိုအပ်နေပြီဒါကအဖွဲ့အစည်းရဲ့တကယ်အကြီးကနေရပဲကျွန်တော်ရင်ငုတ်ဝတ်စုံကိုဝတ်လိုက်တယ်မျိုးရဲ့ရေဆိုးမြောင်းတွေကတဆင့်စံတက်လာခဲ့ပြီးသူတေသနာဌာနရဲ့မြေအောက်တတိယထပ်စီတိုက်ရိုက်ဝင်လာခဲ့တဲ့နေရာတစ်ခုလုံးမှာတိတ်ပံရုပ်ရှင်တွေကလိုအပြာရောင်မီးတွေပြည့်နှက်နေပြီးအလင်းပေါက်ဖန်ကန်တွေထဲမှာထူဆန်းတဲ့အင်္ဂါစိတ်ပိုင်းမျိုးစုံထည့်ထားတယ်ကင်းလှည့်နေတဲ့လုံခြုံရေးတွေကိုရှောင်ရှားပြီးရုံးခန်းတစ်ခုတည်းခိုးဝင်လာခဲ့တယ်။ရုံးခန်းနေရမှာအဖွဲလိုက်ရိုက်ထားတဲ့ဓာတ်ပုံကြီးတစ်ခုချိတ်ဆွဲထားတဲ့ဓာတ်ပုံရဲ့အလဲမှာငွေရောင်စပင်နဲ့အဖိုးကြီးတစ်ယောက်ရှိပြီးအဲ့ဒီအဖိုးကြီးဘေးမှာရက်နေတဲ့သူကတကယ်တော့ကျွန်တော်ကိုယ်တိုင်မှပဲမဟုတ်ဘူး။အဲ့ဒါငါမဟုတ်ဘူး။မျက်နှာချင်းလုံးဝတူနေပေမဲ့သူ့မျက်လုံးထဲကအေးဆက်မှုကအထွတ်ထိပ်ရောက်နေတဲ့အရေးမိတ်စာထက်တောင်ပိုဆိုးနေသေးတယ်ဓာတ်ပုံရဲ့ရက်ဆွဲက2023ခုနှစ်မေလ12ရက်လွန်ခဲ့တဲ့3နှစ်ကပေါ့ဒါပေမဲ့ကျွန်တော်မှတ်ညံထဲမှာကြတော့လွန်ခဲ့တဲ့3နှစ်ကအရှိတောင်အာရှမှာလောက်ကျန်တက်ဖြတ်ရေးမစ်ရှင်တစ်ခုလုပ်နေတယ်လို့မှတ်မိနေတယ်စပွဲပေါ်ကအလွန်လျှို့ဝှက်တဲ့ဖိုင်ကိုတုံရင်နေတဲ့လက်တွေနဲ့ဖွင့်ကြည့်လိုက်တယ်ပထမဆုံးစာမျက်နှာကပဲကျွန်တော်ကိုလုံးဝပြိုလဲသွားစေတယ်အဲ့ဒါကကိုပွားဖန်တီးခြင်း cloning အစီအစဉ်စာရွက်စာတမ်းတစ်ခုပဲ project အမည်အရေး project shadow project project အသေးစိတ်တကယ်တော့ကျွန်တော်ကဖန်ဆီးခံထားရတဲ့လူသက်သမားမဟုတ်ပါဘူးကျွန်တော်ကကိုပွား clone တခုတတ်တာပါပဲကျွန်တော်ခေါင်းထဲကအဲ့ဒီမှတ်ညံတွေလူသက်သမားတစ်ယောက်အဖြစ်ထွန်းတောက်ခဲ့တဲ့အတိတ်တွေအားလုံးကတကယ်အရေးမိတ်စာအစီရဲ့ဦးနှကောက်ထဲကနေထုတ်ယူပြီးကျွန်တော်စီကိုကူးယူထည့်သွင်းထားတာတွေပဲအဲ့ဒါကြောင့်ရှန်ရန်ကျဲရဲ့သွေးမျိုးစားကကျွန်တော်နဲ့ကွက်တိကိုက်ညီနေတာပေါ့ဘာလို့လဲဆိုတော့သူကလည်းအားနေချက်ရှိတဲ့ကြာရှုံးကိုပွား fail clone တစ်ခုဖြစ်နေလို့ပဲရှန်မီသားစုကသူတို့ရဲ့မျိုးဆက်ကိုဆက်ခံမှုအတွက် cloning နည်းပညာကိုအသုံးပြုပြီးသူတို့ရဲ့သားအဖြစ်သူ့ကိုဖန်တီးခဲ့တာဒါပေမဲ့သူ့မှာမွေးရပါမျိုးရိုးဗီဇချိုးရင်းချက်ရှိနေတယ်အဲ့ဒါကြောင့်သူအသက်ရှင်ဖို့ကျွန်တော်ရဲ့ပြီးပြည့်စုံတဲ့နှလုံးကိုလိုအပ်နေတာဇနီးလောင်းဆိုတာရောလောကထဲပြန်ဝင်လာတယ်ဆိုတာရောအားလုံးကကြီးမားတဲ့ဇီဝဗေဒစမ်းသပ်မှုလိမ်လည်မှုကြီးတစ်ခုပါပဲလားမင်းသဘောပေါက်သွားပြီပေါ့ငါရဲ့နံပါတ်2မင်းကနံပါတ်1ထက်ပိုညံကောင်းပြီးသူ့ထက်အများကြီးပိုခံနိုင်ရရှိတယ်ရှစ်ကိုပေါင်းဆက်ပြီးနောက်စင်ကဲပြောင်းလဲထားတဲ့ဘာရှင်းဆိုတာနဲ့တန်ပါတယ်ကျွန်တော်လက်သီးကိုကြစ်ပါအောင်ဆုပ်ထားလိုက်တော့လက်စစ်တွေဂျုကနဲ့မြည်သွားတယ်တကယ်အရေးမိတ်စာအစ်စ်ကဘယ်မှာလဲအဖိုးကြီးကပြုံးပြီးမြေအောက်ပိုနှက်တဲ့နေရာကိုလက်ညှိုးထိုးပြတယ်သူအဲ့ဒီမှာအိပ်ပျော်နေတာ3နှစ်ရှိပြီးသူကငါတို့အတွက်ပြီးပြည့်စုံတဲ့မျိုးရိုးဗီဇပုံစံကွက်တစ်ခုကိုပေးခဲ့တယ်ပြီးတော့မင်းလင်းဖန်မင်းကမင်းရဲ့နောက်ဆုံးမစ်ရှင်ကိုပြီးမြောက်အောင်လုပ်ရတော့မယ်အဖိုးကြီးကခလုတ်တစ်ခုကိုနှိပ်လိုက်တယ်ရုံးခန်းနံရံကဘေးတစ်ဖက်တစ်ချက်စီကိုဖြည်းဖြည်းချင်းလျှော့ကျသွားပြီးအေယာမဓာတ်ခွဲခန်းကြီးတစ်ခုပေါ်လာတဲ့ဓာတ်ခွဲခန်းအလယ်မှာအေယာမအေးခံမှန်ကန် crew chamber ကြီးတစ်ခုရှိတယ်မှန်ကန်ထဲမှာလူတစ်ယောက်လဲနေတယ်သူကအပေါ်ဝိုင်းပလာချင်းနေပြီးရင်ဘတ်မှာအမာရွတ်အရှိကြီးတစ်ခုရှိတယ်အဲ့ဒါတကယ်အရေးမိတ်စာ original shadow တဲမှာအစ်စ်ပဲအေးခံမှန်ကန်ဘေးမှာရှန်ရန်ကျဲကဘီတက်ကလထိုင်နဲ့ထိုင်နေတယ်သူမတည်သေးဘူးမီးထဲမှာလောင်ကျွမ်းသွားတာကအစားထိုးခံရတဲ့တက်တော်ဆောင်တစ်ယောက်ပဲလင်းဖန်မင်းရဲ့အဲ့ဒီတိုက်ခိုက်မှုကြောင့်တကဘာလုံးကငါတည်သွားပြီလို့ထင်နေကြပြီးအခုငါမင်းရဲ့နှလုံးကိုစိတ်ချလက်ချအစားထိုးလို့ရသွားပြီးရှမ်မီသားစုကိုပြန်ထိန်းချုပ်ပြီးတကဘာလုံးကိုပါတိမ့်ပိုက်လို့ရသွားပြီးအဖိုးကြီးစောက်လိုက်ကြရအောင်ငါဒီနှလုံးကိုစောင့်နေတာကြာလွန်းလာပြီမင်းမသာတက်လာမလားခွေးရိုင်းကိုဆွဲခေါ်ခိုင်းရမလားစွန်းရံတေခါနီးအချိန်ကမျက်လုံးတွေနဲ့လျိုရံတစ်ခါကပြောပူးတဲ့စကားတခွန်းကိုကျွန်တော်ရုတ်တရက်သတိရသွားတယ်တကဘာလုံးကအတုအယောင်တွေဆိုတာမင်းသိလိုက်ရရင်တော့မင်းအသက်ရှင်နေသေးတယ်ဆိုတာကိုသက်သေပြနိုင်တဲ့တခုတည်းသောအရာကမင်းရဲ့ဒေါသပဲတဲ့ဟာ
ကောင်းပြီလေငါပူပေါင်းပါမယ်ဒါပေမဲ့ခွဲစိတ်မှုမစခင်မင်းတို့အားလုံးကိုတစ်ခုလောက်ပြစရာရှိတယ်မစ္စတာရှန်ငါနှလုံးကိုရပြီးရင်မင်းအသက်ရှင်မယ်လို့ထင်နေတာလားဒီတက်ခွဲကန်းပိုင်ရှင်ကဘသူလဲမင်းသိလားမင်းရှိကအဲ့ဒီငွေရောင်စပင်နဲ့အဖိုးကြီးပဲသူကရှန်ဂရီရဲ့အကြီးဆုံးမီရှင်ပဲကွာလင်းဖန်မင်းတည်တော့မဲ့အချိန်ကြာမှတွေးခွဲဖို့စူးစမ်းနေတာလားတွေးခွဲတာဟုတ်မဟုတ်ဒါကိုကြည့်ပြီးရင်သိသွားပါလိမ့်မယ်တူလောင်ရေးကရိယာပေါ်ကခလုတ်ကိုကျွန်တော်နှိပ်လိုက်တယ်ချက်ချင်းပဲဓာတ်ခွဲကန်းထဲကမျက်နှာပြင်ကြီးမှာပေါ်လာတဲ့အဖိုးကြီးနဲ့ရှန်မီသားစုရဲ့အတွင်းလူတွေချုပ်ဆိုထားတဲ့လျှို့ဝှက်သဘောတူညီချက်စာချုပ်တွေပါပဲရှန်ရန်ကျဲရဲ့မျက်နှာချက်ချင်းဖြူရောသွားတယ်ခမည်းကျုပ်ကို1600ဆင်တာပဲဟင်းအယူသခင်လေးရှန်မင်းကရုပ်သေးရုပ်လေးတရုပ်လိုလိမ္မာအောင်ဘာလို့မနေနိုင်ရတာလဲလေချင်လွန်းတဲ့နံပါတ်2ကငါတို့အစီအစဉ်ကိုတည်သွားပြီဆိုတော့ထပ်ပြီးဟန်ဆောင်နေစရာမလိုတော့ဘူးခွေးရိုင်းနံပါတ်2ရဲ့အစိပ်ပိုင်းကိုထုတ်ပြီးအတင်းအကျပ်အစားထိုးလိုက်အသိစိတ်ထက်ဆင်လွှမ်းမှုစနစ် consciousness overlay system ကိုပြင်ဆင်ထားအဲ့ဒါဒေါက်တာချန်ရဲ့ခွဲစိတ်ထားပဲကျွန်တော်ရဲ့တာမန်ဘဝနှစ်တာကထည့်သွင်းထားတဲ့မှတ်ဉာဏ်တွေဖြစ်ပေမဲ့လူသက်သမားတယောက်ရဲ့အလိုလိုသိစိတ်ကတော့မျိုးရိုးဗီဇထဲမှာကိန်းအောင်နေတဲ့ခွဲစိတ်ထားကခွေးရိုင်းရဲ့လက်ကောက်ဝတ်ကိုတိတိကျကျစိုက်ဝင်သွားတယ်သူတနက်ပြုတ်ကျသွားပြီးကျွန်တော်ချုံမွေ့ဖမ်းယူလိုက်တယ်မျက်နှာချက်ပေါ်ကပိုအားမြင့်လျှက်စစ်မီးသီးတွေစီချိန်ပြီး3ချက်ဆက်တိုက်ပစ်လိုက်တယ်ပြင်းထန်တဲ့အပြာရောင်လင်းတန်းကြီးတက်ခွဲကန်းတစ်ခုလုံးချက်ချင်းပြည့်နှက်သွားတယ်ဒုတိယအချက်အနေနဲ့ပိုအားမြင့်တက်လိုက်ရီ electrically ကံပေါက်ကွဲသွားတယ်ဓာတ်ခွဲကန်းတစ်ခုလုံးတေးစေနိုင်လောက်တဲ့လျှက်စစ်တပ်အားတွေစီးဆင်းနေတဲ့ဇုံကြီးဖြစ်သွားတယ်ပောက်ကွဲမှုကြောင့်ထုံကျင်သွားတဲ့လက်မောင်းကိုဂရုမစိုက်နိုင်ပဲမြေပြင်ပေါ်လိမ့်ချလိုက်တဲ့ရှုပ်ထွေးမှုတွေကြားထဲမှာခွေးရိုက်နဲ့အဖိုးကြီးတို့အော်ဟစ်နေကြတယ်အဲ့ဒီတာမန်ဘဝနှစ်တာကာလအတွင်းမှာပကံဆေးဆွဲတာအင်ဂျီထိုးနေခဲ့ရပေမဲ့နေတိုင်းစောစောထပြီးပြေးတယ်အလေးမှတယ်အဲ့ဒါကျမ်းမာရေးအတွက်လုပ်ခဲ့တာမဟုတ်ဘူးငါးရဲ့ဗီဇထဲမှာရှိတဲ့အသက်ရှင်တန်ခြင်းစိတ်အပြင်းပြကြောင့်လုပ်ခဲ့တာခွေးရိုင်းကအတန်တောင်မထွက်နိုင်ပဲကျူးဖြတ်ခံလိုက်ရတဲ့ရုပ်သေးရုပ်လိုလဲကျသွားတယ်လူသက်နီးတွေအားလုံးကိုငါ့ကိုတင်ပေးခဲ့တဲ့ဒီလူဟာသူ့ဂုဏ်ယူဆုံးဖြစ်တဲ့အတန်တိတ်တက်ဖြတ်ခြင်းဤပညာနဲ့ပဲပြန်တည်သွားရတဲ့သူ့ရဲ့ rifle ကိုကောက်ယူပြီးငွေရောင်စပင်နဲ့အဖိုးကြီးစီချတိမ်ရွယ်လိုက်တယ်ပြစ်နဲ့လင်းဖန်ဒါမှမဟုတ်နံပါတ်2စိတ်အေးအေးထားပါမင်းကငါတို့ရဲ့အကောင်းဆုံးဖန်တီးမှုပဲမင်းငါ့ကိုတက်လိုက်ရင်မင်းအုံနောက်ထဲက chip ကိုဘယ်သူမှထိမ့်သိမ်းပေးနိုင်မှာမဟုတ်ဘူးမင်းအုံနောက်သေးပြီးသွားလိမ့်မယ် ship လားအဲ့ဒါကိုငါဂယုစိုက်နေသေးတယ်လို့ထင်နေလားငါမှတ်ဉာဏ်တွေကအစအခိုးခံထားရတာမှန်တိလိုက်ရတဲ့စက္ကန့်ကလေးကအသက်ရှင်ရမလားတေးရမလားဆိုတာကိုဂယုမစိုက်တော့ဘူးသခင်လေးရှန်ဘယ်သွားမလို့လဲအာငါ့ကိုတက်လိုက်ပါတော့တောင်းပန်ပါတယ်ငါ့ကိုတက်လိုက်ပါမင်းကိုတက်လိုက်တာကတိတ်လွယ်လွန်းတယ်မင်းအရန်လိုချင်နေတဲ့ဒီနှလုံးသားကမင်းရဲ့အင်ပါယာကြီးတစ်ခုလုံးကိုကိုယ့်လက်နဲ့ကိုဘလို့ဖျက်ဆီးပစ်မလဲဆိုတာကိုမင်းကိုကြည့်ခိုင်းရမယ်အဲ့ဒီအချိန်မှာပဲဓာတ်ခွဲခန်းရဲ့အတွင်းပိုင်းထဲကနေလေးလံပြီးတုံးအီအတန်ကြီးထွက်လာတယ်တကယ်အရေးမိတ်စာ original shadow demon ကိုအချိန်ကြာကြီးအေးခဲသိမ်းဆီးထားတဲ့မှန်ကန်ကြီးကသူ့အလိုလိုကြွေးကနေပွင့်လာတယ်ခုနကလျှက်စစ်ပတ်လန်းတွေ overload ဖြစ်သွားတဲ့အတွက်အေးခံစနစ်လုံးဝပျက်စီးသွားတာပဲအရေးပေါ်နှိုးထားမှုစနစ် Fortworker Protocol ကအသက်ဝင်သွားတယ် original အစစ်ကြီးနိုးလာပြီ1949အဲ့ဒါသူ့ရဲ့အမှတ်စဉ်ပဲဒါမှမဟုတ်အဖွဲ့အစည်းကသူ့ရဲ့ကုတ်နမိတ်ပေါ့1949သူ့ကိုတက်အဲ့ဒီနံပါတ်2ကိုတက်လိုက်ငါကမင်းရဲ့တခင်ပဲငါအမိန့်ကိုနာခံစမ်းရုတ်တရက်သူလှုပ်ရှားလိုက်တယ်ဖို့ရှန်ဂရုရဲ့နောက်ွယ်ကကျိုးကင်သူကြီးဟာချက်ချင်းပဲအသားစင်ကောပုံကြီးဖြစ်သွားတယ်သူ့အကြည့်တွေကသူ့ပုံစံအတိုင်းတပုံစံနဲ့တူနေတဲ့ကိုပွားဟုံးကိုစိုက်ကြည့်နေတဲ့ rifle ကိုကျွန်တော်တင်းတင်းကြပ်ကြပ်စုပ်ကိုင်လိုက်တယ်တကယ်တည်ရရှင်ရေးတိုက်ပွဲကအခုမှစတော့မယ်ဆိုတာသိတယ်ကိုပွား clone နဲ့မူလအစစ် original မင်းကလည်းငါပဲမဟုတ်ဘူးငါကလင်းဖန်စနီးလောင်းအတွက်လက်စွပ်ဝယ်ဖို့ပတ်စံစုခဲ့တဲ့အယူအငှားတိုက်ခန်းလေးမှာစံပြုတ်ဖြူဖြူတောက်ခဲ့တဲ့တာမန်လူလင်းဖန်နားထောင်လို့တိတ်ကောင်းတာပဲငါလုပ်ခဲ့ဘူးတာကလူတက်တာပဲရှိတယ်သူစကားတောင်ဆုံးအောင်မပြောရသေးခင်မှာပဲသူထက်ပြောက်သွားပြန်တယ်ကျွန်တော်တစ်စက္ကန့်လေးတောင်တုံဆိုင်မနေဘူးအရှိကို automated reset ပစ်ခွဲလိုက်တယ် original ကရှုပ်ပွားနေတဲ့ဓာတ်ခွဲခန်းပစ္စည်းတွေကြားထဲကနေလျှက်တစ်ပြက်ပြေးလွှားနေတယ်သူကလက်နက်မလိုဘူးသူ့ရဲ့လက်တွေခြေထောက်တွေကအသေးပြောက်များဆုံးလက်နက်တွေပဲပခုံးမှာဆူးရှာတဲ့နာကျင်မှုတစ်ခုခံစားလိုက်ရတယ်ခန္ဓာကိုယ်တစ်ဝက်လောက်ချက်ချင်းထုံကျင်သွားတယ်လက်ဝါးဆောင်နဲ့တစ်ချက်ခုတ်လိုက်တာနဲ့တင်ငါရဲ့ပခုံးရိုးကိုတဆစီဖြစ်သွားစေတယ်ကျွန်တော်တမင်တကာမြေပြင်ပေါ်လဲကျသွားလိုက်ပြီးခါကဓားမြောင်ကိုဆွဲထုတ်ကသူ့ခြေချင်းဝတ်ကိုပိုင်းလိုက်တယ်ဒါဟာသွေးထွက်တန်ယူဖြစ်မဲ့တာမန်လက်ချီတက်တက်တိုက်ခိုက်မှုပဲငါတို့မှာမျိုးရိုးဗီဇချင်းအတူတူပဲခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းအတူတူပဲတိုက်ခိုက်ရေးစွမ်းရည်တွေအားလုံးအတူတူပဲကျွန်တော်လုံးမဲ့လှုပ်ရှားမှုတိုင်းကိုသူကြိုသိနေတယ်တထိုးမဲ့လက်သီးတိုင်းကိုလည်းကျွန်တော်ကာကွယ်နိုင်တယ်
မင်းငါကိုမနိုင်ဘူးမင်းရဲ့မှတ်ဉာဏ်တွေမင်းရဲ့ခန္ဓာကိုယ်အဲ့ဓာတွေကအားနည်းအောင်လုပ်ထားတဲ့ဗာရှင်းတွေပဲမင်းကတစ်ခါသုံးကရိယာတစ်ခုထပ်မပိုးဘူးကျွန်တော်ရဲ့အောက်ဆီဂျင်တွေမြန်ကုန်ခန်းနေတာကိုခံစားနေရတဲ့အမြင်အာရုံတွေဝေဝါးလာတဲ့အဲ့ဒီအချိန်မှာခေါင်းထဲကိုပထမဆုံးဝင်လာတာကလူတက်တဲ့နည်းပညာတွေမဟုတ်ဘူးမိဖို့ကြောင့်ထဲမှာအလုရှုံနေတဲ့စွန်းရံရဲ့ကြောပြင်လေးပဲအဲ့ဓာတွေကအတုအယောင်ပဲဖြစ်ဖြစ်ဟန်ဆောင်ထားတာပဲဖြစ်ဖြစ်အဲ့ဒီနှွေးထွေးတဲ့ခံစားချက်လေးကတော့အစစ်အမှန်ပဲအဲ့ဒါတကယ်ရှိခဲ့တာတစ်ခါသုံးကရိယာတွေမှတော့မှကာကွယ်ပေးခြင်းတဲ့အရာတွေရှိတယ်မဟုတ်လားအဲ့ဒါခုနကစွန့်ရံပေးခဲ့တဲ့မင်္ဂလာလက်စွပ်ပဲမဟုတ်ဘူးတကယ်တော့လူရန်အဲ့ဒါကိုပြင်ဆင်ပေးခဲ့တော့ကအထဲမှာကျိန်နှုံးမြင့်လျှက်စစ်တန်လိုက်လိုင်းနှောက်ယှက်ဆက် high frequency electromagnetic jammer တစ်ခုကိုခိုးထည့်ပေးလိုက်တာဆွီမမြင်ရတဲ့လိုင်းတစ်ခုကဓာတ်ခွဲခန်းတစ်ခုလုံးကိုချက်ချင်းဖြတ်တန်းသွားတဲ့ခေါင်းထဲမှာဆူရှားတဲ့နာကျင်မှုတစ်ခုပောက်ကွဲထွက်လာတဲ့ကိုယ်ထဲက chip ကပျက်စီးနေပြီး original ကလည်းနာကျင်စွာဟိန်းဟောက်လိုက်တဲ့သူလဲခေါင်းကိုကင်ထားပြီးခန္ဓာကိုယ်ကပြင်းပြင်းထန်ထန်တုံရင်နေတဲ့သူ့ကိုယ်ထဲက chip ကငါထက်ပိုအစင်းမြင့်တော့နှောက်ယှက်မှုကသူ့ကိုပိုပြီးပြင်းပြင်းထန်ထန်ထိခိုက်စေတယ်အခုငါအခွင့်အရေးပဲအနားမှာပြုတ်ကျနေတဲ့ခွဲစိတ်ဓာတ်ကိုကောက်ယူပြီးအားကုန်သုံးက original ရဲ့နှလုံးထဲကိုပြင်းပြင်းထန်ထန်ထိုးဆိုင်လိုက်တယ် original ငြိမ်ကျသွားတဲ့သူ့ရင်ဘတ်မှာစိုက်နေတဲ့ဓာတ်ရိုးကိုငုံကြည့်ပြီးတော့ငါ့ကိုမော့ကြည့်လာတဲ့သူ့မျက်လုံးထဲကတေမင်းတမန်လိုအကြည့်တွေဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီးတက်တာရသွားတဲ့အကြည့်တွေနဲ့အစားထိုးလာတယ်ကျေးဇူးတင်ပါတယ်သူကျွန်တော်အပေါ်ကိုလေးလံစွာလဲကျလာတဲ့လူသက်သမားလောကကို10နှစ်တိုင်စိုးမိုးခဲ့တဲ့တန်တာရီဟာသူ့အရေးရဲ့လက်ချက်နဲ့ပဲအဆုံးသတ်သွားခဲ့ပြီးနောက်ဆုံးတော့သူ့အလောင်းကိုဖယ်ရှားလိုက်ပြီးအသက်ကိုလူရှုလိုက်ရတဲ့တခွဲကန်းထဲမှာအနီရောင်မီးတွေကတဖြည်းဖြည်းမှိမ့်မိန်လာတဲ့ရှန်ရန်ကျဲကတော့ကျိုးနေတဲ့ခြေထောက်ရဲ့နာကျင်မှုနဲ့ကြောက်ရွံ့မှုတွေကြောင့်တတိလစ်နေပြီအေးခံမှန်ကန် Cryopol C ကိုရိုင်တိရိုင်တိုင်လျှောက်သွားပြီးလျှို့ဝှက်အကန်တစ်ခုကိုရှာတွေ့ခဲ့တဲ့အဲ့ဒီမှာ original ရဲ့လက်ချောင်းကိုတုံးပြီးလက်ပွေရတော့ကိုဖွင့်လိုက်တဲ့အကန့်လေးပွင့်လာတဲ့အထဲမှာဆေးပလင်းတပလင်းနဲ့သာရှိတယ်ဒါကရှမ်းမီသားစုနဲ့အဲ့ဒီအဖိုးကြီးလူနေကြတဲ့နောက်ဆုံးစုလက်ကြီးပဲဒါသာရှိရင်ကိုဘွားခေါင်းတွေရဲ့အားနည်းချက်ကိုပြင်ဆင်နိုင်တဲ့ရှမ်းရန်ကျဲကတကယ်ပဲထာဝရအသက်ကိုရနိုင်တဲ့ဒီအရာအတွက်နဲ့မရေမတွက်နိုင်တဲ့လူတွေသူတို့ရဲ့မိသားစုတွေအသက်တွေဆုံးရှုံးခဲ့ရတဲ့ဒီ3နှစ်တာကာလအတွင်းမှာလူတွေအများကြီးဒါကိုရဖို့အကွက်ချခဲ့ကြတယ်ဒီကဘာကြီးကငါ့ကိုအပြစ်တင်ပိုင်ခွင့်မရှိဘူးလှည့်ပြီးထွက်ပေါက်စီလျှောက်သွားလိုက်တယ်ရှန်ရန်ကျဲအနာကဖြတ်သွားတဲ့အခါသူ့ကိုလက်တစ်ဖက်ထဲနဲ့ဆွဲထုတ်လိုက်တယ်သူ့ကိုငါနဲ့အတူခေါ်သွားမယ်သူ့ကိုကယ်ဖို့အတွက်မဟုတ်ဘူးသူ့ကိုတရက်ခွင်မှာရင်ဆိုင်စေပြီးသူ့လက်ထဲကသွေးစွန်းမှုတွေအားလုံးအတွက်တာဝန်ယူခိုင်းဖို့ရှန်ဂရူရဲ့အရှုပ်တော်ပုံတွေအားလုံးကိုအများပြည်သူသိအောင်ဖော်ထုတ်ပြင်မယ်ဓာတ်ခွဲခန်းထဲကနေထွက်လာပြီးမြေအောက်သုတေသနဌာနကိုစွန့်ခွာခဲ့တဲ့အပြင်ဘက်မှာမိုးလင်းနေပြီးဒါပေမဲ့ခြေလမ်းအနှဲငယ်လောက်ပဲရှောက်ရသေးတယ်အားနည်းမှုကြောင့်ကျွန်တော်လဲကျသွားတယ်လင်းဖန်ရင်းနှီးနေတဲ့အတန်တစ်ခုနားထဲကြားလိုက်ရတယ်အတင်းအားယူပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်တယ်လီယန်ပါလူတစုနဲ့အတူသူပြေးလာနေတယ်မင်းလိုကောင်ကအဲ့ဒီလောက်အလွယ်တကူသေးမှာမဟုတ်ဘူးဆိုတာငါသိတယ်လီယန်ကကျွန်တော်ကိုတွဲထူလိုက်တယ်ဒဏ်ရာတွေဘရဘွားဖြစ်နေတဲ့ကျွန်တော်ခန္ဓာကိုယ်ကိုကြည့်ပြီးသူ့မျက်လုံးတွေหนีရဲလာတယ်ပစ္စည်းရခဲ့လားဖြက်စီးပစ်လိုက်ပြီကောင်းတယ်ဖြက်စီးပစ်လိုက်တာကောင်းတယ်အိမ်ပြန်ကြစို့အိမ်လီယန်ငါနာမည်တောင်အတူကြီးလေငါမှာဘဲကအိမ်ရှိမှလဲမင်းကောင်းတဲ့ကမှတ်ဉဏ်တွေကထည့်သွင်းထားတာမှန်ပါတယ်ဒါပေမဲ့ဒီနှစ်အတွင်းမင်းကတင်ခဲ့တဲ့အိမ်ကြီးချင်းတွေမင်းကူညီခဲ့တဲ့အဖွားအိုတွေဒီကဘာကြီးကိုမင်းပြသခဲ့တဲ့ကျင်နာမှုတွေအဲ့ဒါတွေအားလုံးကအစ်စ်မှန်တွေကြီးပဲဘယ်သူမှမင်းကိုနာမည်ကောင်းကောင်းမပေးခဲ့ပေမဲ့ဒီနေ့ကစပြီးမင်းကလင်းဖန်စစ်ပဲအဲ့ဒီအချိန်မှာပဲအိတ်ကက်ထဲကဖုန်းကတုန်ခါသွားတယ်အဲ့ဒါကအလိုလျောက်ပို့ဖို့တတ်မှတ်ထားတဲ့ message တစ်စောင်ပါပေးဖို့သူကစိုးရံနဲ့တုံရင်နေတဲ့လက်တွေနဲ့ကျွန်တော်ဖွင့်ကြည့်လိုက်တယ်လင်းဖန်ဒီစာကိုရှင်တွေ့တဲ့အချိန်ဆိုရင်အားလုံးပြီးဆုံးသွားလောက်ပါပြီတကယ်တော့ရှင်ကိုကျမကယ်ခဲ့တဲ့နေ့မတိုင်ခင်3လကတည်းကရှင်ကိုလုံခြုံရေးကင်မရာကနေတဆင့်ကျမစောင့်ကြည့်နေခဲ့တာပါဖွဲ့စည်းကလေစိတ်မှာလူတစ်ယောက်ကိုတွားကြိုခိုင်းခဲ့ပေမဲ့အဲ့ဒီမရှင်ကိုကျမကိုယ်တိုင်ဆန္ဒပြုပြီးတောင်းဆိုခဲ့တာပါအဲ့ဒီနှစ်နှလုံးရှင်အတွက်ကျမချက်ပေးခဲ့တဲ့စံပြုတ်ကအရသာတော်တော်ဆိုးပေမဲ့ကျမတကယ်ပဲတစ်သက်လုံးဆက်တောက်နေခြင်းသေးတယ်တောင်းပန်ပါတယ်လိမ်လည်မှုတွေကိုပွားတွေတစ္ဆာဖောက်မှုတွေနဲ့ပြည့်နှက်နေတဲ့ဒီကဘာကြီးမှာအဲ့ဒီသေးငယ်တဲ့ရိုးသားမှုလေးကငရဲရဲ့အနက်ရှိုင်းဆုံးအပိုင်းမှာပုံကွယ်နေခဲ့တာပါကျန်းချံမျိုးအမှတ်တဆေးရုံအထူးကြက်မှတ်ကုသဆောင်ကျွန်တော်3ရက်ကြာမှတတိယလာတဲ့လင်းဖန်
မင်းတကယ်ခံနိုင်ရင်ရှိတာပဲမင်းရဲ့အာယုံကြောအစုအဝေးတွေလုံးဝပျက်စီးသွားပြီလို့ဆရာဝန်ကပြောတယ်မီးလောင်သွားတဲ့ chip ကထွက်လာတဲ့အစိတ်တွေကြောင့်မင်းလေဖြတ်မလို့တော့ဖြစ်သွားသေးတယ်ဒါပေမဲ့မင်းတကယ်ပဲအသက်ရှင်လာတာပဲကျွန်တော်ပါးစပ်ဟလိုက်တဲ့အတန်ကမယုံနိုင်တော့အောင်အကွဲနေတယ်ရှမ်မီသားစုဘလို့နေလဲလျိုရန်ကအေးဆက်ဆက်ရဲလိုက်ပြီးတက်ပလက်ကိုကမ်းပေးတဲ့စကရင်ပေါ်မှာသတင်းကောင်းစင်တွေပြည့်နှက်နေတယ်ရှန်ရန်ကျက်ကမတည်သေးဘူးဒါပေမဲ့သူဘယ်တော့မှထွက်လာနိုင်တော့မှာမဟုတ်ဘူးတသက်လုံးပဲတရက်ခွင်မှာသူယူသွားတဲ့သူကတဆူလေးသောဖျားသခင်စစ်ပါဆိုပြီးစက်တိုက်ပြောနေတာအဲ့ဒါနဲ့စိတ်ကျမ်းမာရေးဆေးရုံရဲ့အနက်ဆိုင်ဆုံးအထူးချက်မှတ်ကုသဆောင်ကိုအပို့ခံလိုက်ရတယ်လျှို့ဝှက်သူတေသနာဌာနကတော့လုံးဝကိုအမြင့်ပြတ်ဖျက်ဆီးခံလိုက်ရပြီစွန့်ရန်ရောရဲတွေကဓာတုစက်ရုံအပျက်စီးပုံထဲမှာသူ့အလောင်းကိုတွေ့တယ်မင်းတောင်းဆိုထားတဲ့အတိုင်းမင်းပင်လယ်ကိုမြင်ရမယ့်သူတန်မှာသူ့ကိုမြုပ်နှံပေးလိုက်ပါပြီးတော့ငှားထားတဲ့တိုက်ခန်းတွေကမင်းရှာခိုင်းတဲ့ပစ္စည်းတွေလည်းယူလာခဲ့တယ်အဲ့ဒါစွန့်ရန်နဲ့ကျွန်တော်တွေ့ခဲ့တဲ့နေ့ကပစ္စည်းတွေပဲစကဝက်ကိုရိုက်ထည့်လိုက်တယ်တုံရင်နေတဲ့လက်တွေနဲ့ memory card ကိုတက်ပလက်ထဲထိုးထည့်လိုက်တဲ့ screen ပေါ်မှာပေါ်လာတာကဖိုင်တွေမဟုတ်ဘူးဗီဒီယိုတစ်ခုဗီဒီယိုရဲ့နောက်ခံကကျဉ်ကျက်တဲ့ကျွန်တော်တို့ရဲ့ငှားတိုက်ခန်းလေးစွန့်ရန်ကကျွန်တော်အကြိုက်ဆုံးပန်းပွင့်ပုံခါးစီးပြင်လေးကိုဝတ်ထားပြီးကင်မရာကိုကြည့်ကဗီဒီယိုရိုက်နေတာရှင်ကျမကိုအမြဲတမ်းတရားရှိခဲ့တယ်ဆိုတာကျမသိပါတယ်ရှင်ထင်တာမှန်တယ်ကျမကစောင့်ကြည့်ရေးအေဂျင့်တယောက်ပါဒါပေမဲ့ကျမအဖွဲ့အစည်းနဲ့လူတိုင်းစီကနေကိစ္စတစ်ခုကိုဖုံးကွယ်ထားခဲ့တယ်လွန်ခဲ့တဲ့နှစ်ကရှင်ရဲ့မျိုးရိုးဗီဇအစီအစဉ် Gen Sequence ကိုဖတ်ကြည့်တဲ့အချိန်မှာရှင်ကချို့ယွင်းနေတဲ့ထုတ်ကုန်တစ်ခုလုံးဝမဟုတ်ဘူးဆိုတာကျမသိလိုက်ရတယ်ရှင်ကအဲ့ဒီအဖိုးကြီးအကြောက်ဆုံးဖြစ်တဲ့နိုးကြသူ Awaken One ပဲရှင်အုံနောက်ထဲမှာ chip ကိုထည့်သွင်းပြီးတဲ့နောက်အဲ့ဒါကအထူးတက်ဖြစ် C antibody တစ်ခုကိုထုတ်လုပ်ပေးခဲ့တဲ့အဲ့ဒီ antibody ကအဲ့ဒီမှတ်ဉာဏ်တူတွေကိုဖြည်းဖြည်းချင်းဝါမျိုးဖြစ်ပြီးရှင်ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ရှင်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုပြန်လည်တိဆောက်နေတယ်အဲ့ဒါကရှင်တကယ်လူသားစစ်တယောက်ဖြစ်လာနေတဲ့ဆိုတဲ့အထိပ္ပယ်ပဲကျွန်တော်စကရင်ကိုတင်းတင်းကြပ်ကြပ်စိုက်ကြည့်နေမိတဲ့နှလုံးကအရိုင်းဆိုင်လို့ခုန်နေတယ်အဖွဲ့အစည်းကရှန်ရန်ကျဲကိုပေးမဲ့တည်ငြိမ်စေတဲ့ဆေး stabilizer ကိုကျမခိုးလာခဲ့တဲ့အဲ့ဒါကိုလက်စွပ်ထဲမှာဝတ်ထားတယ်အဲ့ဒါကစိန်လက်စွပ်မဟုတ်ဘူးအဲ့ဒါကဇီဝပျက်စီးလွယ်သောဆေးထိုးဆုပ်တံ biodegradable ဖုံးလေးတစ်ခုပဲရှင့်ကိုယ်ထဲမှာကျန်နေတဲ့ chip အစအနတွေကိုလုံးဝဖယ်ရှားပေးနိုင်မဲ့တစ်ခုတည်းသောဓာတုပစ္စည်းရှင့်ရဲ့ပျက်စီးသွားတဲ့အာယုံကြောတွေကိုပြန်လည်ကောင်းမွန်လာစေမဲ့ဆေးပဲလင်းဖန်ဒါကရှင့်အတွက်ကျမလုပ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာပါကြမ်းချမ်းမျိုးကိုပြန်မသွားပါနဲ့တော့ငါတို့အတူတူသွားမယ်လို့ကတိပေးထားတဲ့ကမ်းခြေကိုသွားပါအဲ့ဒီမှာကိုပွားတွေမရှိဘူးလူသက်သမားတွေမရှိဘူးလေပြေလေးတွေပဲရှိတယ်လင်းဖန်အဲ့ဒီကနေဝင်စည်းစာအလှကိုကျမအတွက်ကြည့်ပေးပါနော်ဗီဒီယိုကအမဲရောင်ဖြစ်သွားတယ်ကျွန်တော်အဲ့ဒီလက်စွပ်ကိုကောက်ယူပြီးညင်ညင်တတလေးနှိပ်လိုက်တဲ့အောက်ခြေကနေအသေးသေးလေးတစ်ချောင်းထွက်လာတယ်ကျွန်တော်တစ်ချက်လေးတောင်မတုံဆိုင်ပဲလက်ဖွာထဲကိုထိုးဆိုင်လိုက်တဲ့အေးဆက်ဆက်အကြီးတစ်မျိုးကတွေးကြောတွေကတဆင့်စီးဆင်းသွားပြီးစက္ကန့်ပိုင်းတွင်ခန္ဓာကိုယ်အနှံ့ပြန့်နှံ့သွားတယ်အဲ့ဒီအခိုက်အတန့်မှာပဲခေါင်းထဲကဆူရှာတဲ့လှောင်ပြောင်တန်းတွေရှုပ်ထွေးနေတဲ့ပုံရိပ်ရောင်တွေဟာဒီရီလိုပြန်လဲဆုတ်ခွာသွားတယ်ကျွန်တော်စိတ်ကအရင်ကတခါမှဒီလောက်အထိမကြည်လင်ခဲ့ဘူးဒီခန္ဓာကိုယ်ကနောက်ဆုံးတော့တကယ်ပဲငါ့အပိုင်ဖြစ်သွားပြီလို့ခံစားလိုက်ရတယ်ဆေးရုံကဆင်းတဲ့နေ့မှာလျိုရန်ကကျွန်တော်ကိုလိုက်ပို့တယ်ရှန်ကူးအဆောက်အုံရဲ့အပြက်စီးရီနာဖြတ်သွားတော့လူသွားလမ်းပေါ်မှာအနက်ရောင်ကုတ်အင်ဂျီရှည်နဲ့ရက်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်အဲ့ဒီလူကနေကာမျက်မှန်တက်ထားပြီးအဆောက်အုံအကျွင်းကြံတွေကိုမောကြည့်နေတယ်ကျွန်တော် break ကိုစောင်းနှင်းလိုက်ပြီးတကားကိုတွန်းဖွင့်ကအမြန်ပြေးဆင်းသွားတယ်မင်းဘသူလဲအဲ့ဒီလူကဖြည်းဖြည်းချင်းလှည့်လာပြီးနေကာမျက်မှန်ကိုချွတ်လိုက်တယ်သူ့မှာကျွန်တော်နဲ့တပုံစံတည်းတူတဲ့မျက်နှာရှိတယ်ဒါပေမဲ့သူကရှန်ရန်ကျက်လည်းမဟုတ်တယ်လို့ကျွန်တော်နှလုံးကိုဓာတ်နဲ့ထိုးခဲ့တဲ့အရေးမိတ်ဆာစစ် original share out တယ်မှာလည်းမဟုတ်ဘူးသူ့မျက်လုံးထဲမှာကျွန်တော်တခါမှမမြင်ဘူးတဲ့အကြည့်မျိုးရှိနေတယ်နှက်ဆိုင်ပြီးရင့်ကျက်နေတဲ့အကြည့်မျိုးသူ့ညာဘက်နိုင်ရွက်အောက်ခြေမှာသေးငယ်ပြီးနက်မောင်နေတဲ့အနီရောင်မှတ်သားနံပါတ်3ဆိုတာရှိတယ်အဲ့ဒါကမှတ်တမ်းတွေထဲမှာဆိုင်းငံ့ဖန်နေအဖြစ်သတ်မှတ်ထားတဲ့ subject 3ပဲမင်းတကယ်ပဲအသက်ရှင်နေသေးတာပဲစွန့်ရန်ရွေးချယ်ခဲ့တာမှန်သွားတဲ့ပုံပဲမင်းကဘသူဘက်ကလဲဟင်းငါဘသူစီမှမပါဘူးအဖိုးကြီးတည်ပြီးနောက်ပိုင်းအဖွဲ့အစည်းကအတွင်းရေးပြဿနာတွေတက်ကုန်နဲ့စူပူရှုပ်ထွေးနေတဲ့အချိန်မှာငါစာရွက်စာတမ်းတချို့ယူလာပြီးမင်းရဲ့ဇီဝဗေဒဘက်ကတွေအားလုံးကိုပါဖြစ်ပစ်ခဲ့တဲ့အခုချိန်ကစပြီးဒီကဘာပေါ်မှာခုံးလင်းဖန်ဆိုတာမရှိတော့ဘူးမင်းကလင်းဖန်ပဲသူက passport အသစ်တစ်ခုနဲ့ဘန်ကတ်တစ်ခုကိုကမ်းပေးတယ်စွန်းရန်ကမင်းအတွက်ဓာရီကြိုတင်ပြင်ဆင်ပေးဖို့ငါ့ကိုခိုင်းခဲ့တာသူမင်းကိုပေးစရာရှိတဲ့ဒေါ်လာ9 သိန်းကိုလည်းအပြည့်အဝပေးချေပြီးသွားပြီလို့သူပြောတယ်သူငါအတွက်တခြားမှစရာစကားလေးပါလေးခြံခဲ့သေးလားသူအနောက်တရဆုံးအရာကမင်းနဲ့အတူအမွှာလေးတွေမရလိုက်တာတဲ့ဒါပေမဲ့သူဘယ်တော့မှနောင်တမရတဲ့အရာကတော့အဲ့ဒီနေ့ကလမ်းပေါ်မှာမင်းသူ့ကိုတမင်တကာဝင်ကယ်ခွင့်ပြုလိုက်တာပဲတဲ့အဲ့ဒီစကားကိုပြောပြီးတဲ့နောက်
နံပါတ်3ကနေကာမျက်မှန်ပြန်တက်လိုက်ပြီးလှည့်ထွက်သွားကလူအုပ်ကြီးထဲမှာပျောက်ကွယ်သွားတဲ့ကျန်းချံမျိုးရဲ့ပြင်းထန်တဲ့နေအောင်အောက်မှာကျွန်တော်ရက်နေခဲ့တဲ့ပတ်ပတ်လည်မှာကားတွေရှုပ်ရှက်ခတ်နေပြီးတက်ဝင်လှုပ်ရှားနေတဲ့ကဘာကြီးပါဒီမျိုးရဲ့မြေအောက်အနက်ဆိုင်ဆုံးနေရာမှာဘလိုမျိုးရုပ်မာရက်စက်မှုတွေဖြစ်ပွားခဲ့ပူတယ်ဆိုတာကိုဘယ်သူမှမသိပါဘူးပြီးတော့ဈေးထဲမှာဈေးစစ်နေတတ်တဲ့ဒီလူဟာတစ်ချိန်ကဒီကဘာကြီးရဲ့အရေးရှာတော့တစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုလည်းပဲသူမှသိကြမှာမဟုတ်ပါဘူးအငှားတိုက်ခန်းစီကျွန်တော်ပြန်သွားခဲ့တယ်စွန်းရံရဲ့ဓာတ်ပုံကိုအကြည်တွင်းထဲကလက်စွပ်လေးနဲ့အတူတင်ထားလိုက်တယ်မထွက်သွားခင်မှာအိမ်ကြီးချင်းအန်တီဝန်သူမရဲ့ဝရန်တာမှာအဝတ်တွေရုပ်နေတာကိုတွေ့လိုက်တယ်ဟေးရှောင်းလင်းခီးသွားရကပြန်လာပြီပေါ့မင်းမိမရောသူဈေးဝယ်ထွက်တာမမြင်ရတာရက်တောင်ကြာနေပြီသူ့စာတီကိုပြန်သွားတာပါအခုသူ့ကိုသွားကြုံမလို့ကောင်းတာပေါ့မြန်ခေါ်လာခဲ့မင်းတို့ရဲ့မင်္ဂလာဆောင်ကိုလာဖို့စောင့်နေတော့မယ်နော်ကျွန်တော်ခေါင်းညှိလိုက်ပြီးကြောပိုးအိတ်ကိုလွှဲကလှေကားပေါ်ကဆင်းလာခဲ့တယ်နှစ်ဝက်ကြာပြီးနောက်တောင်ပိုင်းကကန်ယူရန်မြို့ငယ်လေးတစ်မြို့မှာပင်လယ်နဲ့နီးတဲ့နေရာလေးမှာခောက်ဆွဲဆိုင်လေးတစ်ဆိုင်ဖွင့်လိုက်တယ်နေတိုင်းပုံမှန်အချိန်ထားပြီးဂျုံနေတဲ့ဟင်းရီကျိုတဲ့ဒီကနေဝင်စည်းစာအလှကအရန်လာတာပဲရွှေရောင်လင်းနှန်းတွေကကျိုးပဲ့နေတဲ့အိမ်မက်အပိုင်းစတွေလိုပင်လယ်မျက်နှာပြင်ပေါ်ကိုဖြာကျနေတယ်လက်ထဲကအဲ့ဒီပလက်တီနမ်စိန်လက်စွပ်လေးကိုကင်ပြီးကမ်းခြေမှာထိုင်နေလိုက်တယ်နေရောင်အောက်မှာလက်စွပ်လေးကတလက်လက်တောက်ပနေတယ်အဲ့ဒါကိုတဲတောင်ပြင်ပေါ်ကတဲပုံလေးတစ်ခုပေါ်မှာညင်ညင်တတလေးတင်ထားလိုက်တယ်ညံ့ညံ့နေဝင်တာကိုငါကြည့်ပြီးပြီတကယ်အရန်လာတာပဲဒါပေမဲ့မင်းဟင်းချက်နေတဲ့ပုံစံလေးကပိုလာတယ်လို့ငါထင်တော့မယ်ပင်လယ်လေပြေကဖြတ်တိုက်သွားပြီးကျွန်တော်ရဲ့တီတိုစကားလေးတွေကိုတည်ဆောင်သွားတယ်ဟင်းဖုန်းကတစ်ချက်တုံခါသွားတယ်ရိုရန်စီက message ပါဖုန်းကိုပိတ်လိုက်ပြီးပင်လယ်ထဲလွှင့်ပစ်လိုက်တယ်လှိုင်းလုံးတွေလက်ဝင်လာပြီးကျွန်တော်နဲ့အဲ့ဒီအမောင်ကဘာကြီးကြားကနောက်ဆုံးအဆက်အသွယ်ကိုတည်ဆောင်သွားပါပြီးမတ်တက်ရက်လိုက်ပြီးဘောင်းဘီဘောကတဲတွေကိုခါချလိုက်တယ်ခောက်ဆွဲဆိုင်ထဲကဖောက်တဲ့တယောက်ကအော်နေတယ်တထေးကျက်ဦးနဲ့ခောက်ဆွဲတပွဲလောက်လာပြီ